ငပိန်ပြောင်းနေလို့ဗျကိုဘိုးတော်ကြီးငပိန်ကိုတွေ့မိသေးလားဟေးငပိန်ကိုချိန်ဒီပြန်မလာသေးဘူးလားအေးဟုတ်တယ်မင်းရောသူ့ကိုတွေ့သေးလားရွာနောက်ပိုင်းလက်ကွင်းမှာကိုဘိုးတော်တယောက်ပလူလေးမှုန်လို့အေးစစ်စစ်နွားထိုင်ကြောင်းနေတယ်အဲ့ဒီအချိန်မှာပဲရွာနောက်ပိုင်းစီကိုလမ်းလျှောက်လာတဲ့ငပိန်ကဖိုးတော်ကိုလှမ်းနှုတ်ဆက်တယ်ပြို့ကိုဘိုးတော်ဘာတွေလွှမ်းပြီးတော့ဘာတွေဆွေးနေရလဲဗျဟာငပိန်မလားဘာမှမလွမ်းမဆွေးရပါဘူးကွာဒီလိုပဲနွားเจ้าနေပြင်းတော့ရောက်တဲ့ရလေးပေါ့ငပိန်လေးကိုဘိုးတော်ဘေးနောက်ဝင်ထိုင်လိုက်ပြီးတော့ဟုတ်ပါပြီဗျာဒါနဲ့ဒီနားမှာတယောက်တည်းနွားထိုင်เจ้าနေရကြောမချမ်းဘူးလားဗျဘာလို့လဲငပိန်ကဒီနားတစ်ဝိုက်ကတရေချောက်တယ်ဆိုမဟုတ်ဘူးလားဟေးမင်းဘာသူပြောရလဲဒီလိုပဲလေရက်ွက်တရားလူတွေပြောတာကြားတာပေါ့ဗျအေးဟုတ်တယ်တခါတာနေအောင်နွားချောင်းရင်းနဲ့အချောက်ခံရသေးတယ်နွားတွေကလည်းတဲထူးဆန့်တာကွာဒီနားကမျက်မှာကြိုက်ကြတယ်ဘာလို့လဲမသိပါဘူးကွာဟမ်ကိုတာနေကတရေချောက်ခံရတယ်ဟုတ်လားဟုတ်တယ်နောက်ပြီးတော့ဘယ်သူမှမပြောနဲ့နော်တာနေကလေတရေလေးအရန်ကြောက်တက်တာဟမ်တကယ်ကြီးလားဗျသူ့ပလာကြီးမှာအားမလားဟာကြောက်တက်တာတော့ဘယ်ပြောကောင်းမလဲသူ့လက်မှာထိုးထားတဲ့တက်တူးတွေမင်းမြင်မှုတယ်မလားမြင်မှုတယ်ဗျအော်အဲ့ဒါရိုးရိုးတက်တူးမဟုတ်ဘူးတရေနိုင်တက်တူးတဲ့ဟမ်တရေနိုင်တက်တူးဟုတ်လားဟုတ်တယ်ဒါဆိုကိုသားတင်ကြီးကအတော့ကိုကြောက်ပုံရတယ်ပြပြစမ်းမအောင်မြသူဘလို့အချောက်ခံလိုက်ရလဲဆိုတော့ဒီလိုကွတရက်မှာတော့တာတင်နွားချောင်းရင်အိမ်ငိုက်နေတော့လေတွေတွင်းဝီးတိုက်လာတယ်ဟာဘာဖြစ်တာလဲတာတင်လည်းအိမ်နေရကမတက်ထားရက်ပြီးသူ့နွားတွေရှိတဲ့နေအောင်လှမ်းကြည့်တာသူ့နွားတွေကတော့အေးစစ်စစ်ပဲမျက်စားနေကြတယ်ငါစိတ်တင်တာနေမှာပါတာတင်လည်းအပင်အောက်မှာပြန်ထိုင်လိုက်တယ်လေတွေကတဖြည်းဖြည်းနဲ့ပြန်ထိုက်လာပြန်တာပါဟာဘာဖြစ်တာလဲမသိဘူးနွားရဲ့ဘက်ကိုကြည့်တော့ဘာမှမူရှာမပြတ်ဘူးအားလုံးကပုံမှန်အတိုင်းပဲဖြစ်နေတော့ဟာငါပဲဖြစ်နေရလားဘေးဘက်ဝင်ချင်းကိုကြည့်ကြည့်တော့လေတိတ်ဆိတ်နေပြီးကွင်းမြင့်ထဲမှာသူတယောက်တည်းဖြစ်နေတာနည်းနည်းတော့ကြောရဲချမ်းစိမ့်စိမ့်ဖြစ်လာပြီမင်းလက်ကတက်တူးအားကိုနဲ့ဆက်ပြီးနေလိုက်တာခဏကြာမှသူ့နာမည်ကိုတယောက်ကခေါ်နေရတဲ့တန်းနေစကြားရတော့တယ်တာတင်ကိုတာတင်ကိုတာတင်ဟာတရေဟာငါ့ကိုတရေချောင်းနေပြီတာတင်လဲအော်ပြီးသူ့နွားကိုလည်းလှမ်းမကြည့်နိုင်တော့ဘဲနဲ့တန်းနေအောင်ပြေးတော့တယ်ဒီဖြစ်ပျက်ကတကယ်ဆိုကြက်သိန်းထားစရာကြီးပါလားဗျအေးဟုတ်တယ်နွားတွေရောဘလို့ဖြစ်သွားလဲဟာဘယ်ပြောကောင်းမလဲမနေ့ကပြန်လာရှာတော့တကောင်းမှမရှိတော့ဘူးပြက်ကုန်ကြတယ်ကွဟမ်ပြက်ကုန်နေဟုတ်လားအေးဟုတ်တယ်ဒါနဲ့ငယ်ပင်မင်းကရောဒီနေရာကိုဘာလာလုပ်တာလဲအော်ဟုတ်ပါကိုဘိုးတော်တွေ့ရနဲ့ကျွန်တော်လာရင်ကိစ္စအောင်မေ့သွားတယ်ဒီလိုဗျအရေးဖို့နားပြောက်တယ်ဆိုလို့လာရှာတာအရေးဖို့ကအသက်ကြီးပြီလေအဲ့တော့ကိုပြီးတော့ရှာပေးနေရဗျအော်အခုတွေ့ပြီလားမတွေ့သေးပါဘူးဗျာဘယ်မှာပြောက်တာလဲသူလဲတေချာမမှတ်မိဘူးတဲ့ရွာရှေပိုင်းရေချိုးစိတ်မှာပျောက်တာလို့ဖုန်ကြီးเจ้าနားမှာပဲပျောက်တာလို့ပြောတာပဲဗျ။အော်အေးပါဒါနဲ့မင်းကဒီကိုဘလို့လျှောက်လာလဲလမ်းလျှောက်လာတာဗောဗျ။ဟာလမ်းလျှောက်လာတော့သိတာဗောငပင်ကဒီဘက်မှာပျောက်တယ်တင်လို့လားရှာလာမေးတာ။ဆိုပါတော့ဗျာမနဲ့တရားရှားနေတာတရားလုံးနဲ့နှက်နေပြီမရှားသေးရဆိုလို့ဒီဘက်ပဲရှိတော့တယ်။အဲ့ဒါကြောင့်ဒီဘက်ကိုလာခဲ့တာဗျ။ဟာမင်းတယောက်တည်းလားမကြောက်ဘူးလား။တယောက်တည်းမဟုတ်ပါဘူးလမ်းတော့2ယောက်ပဲလမ်းရောက်မှာအောင်ဖို့ကဒီဘက်ကိုမလိုက်ရဲဘူးဆိုလို့ကျွန်တော်တယောက်တည်းထွက်လာခဲ့တာမင်းကတရေမကြောက်ဘူးလားတရေလားမကြောက်ပါဘူးဗျာကျွန်တော်ကတော့လေတရေတက်လူကိုပိုကြောက်တယ်တရေကကိုတိလက်ရမလုံနိုင်ဘူးလူကသာလုံနိုင်တာဗျအေးလေအဲ့ဒါတော့ဟုတ်ပါတယ်ဒါပေမဲ့မင်းဒီမှာလာရှာရင်တော့တွေ့မှာမဟုတ်ဘူးဘာလို့လဲဗျဒီနားကဘာပစ္စည်းပြောက်ပြန်မရဘူးကွာနွားကြံခဲ့ရင်နွားပြောက်မှာပဲအင်ကြီးတွေဘောင်းမီတွေကြခဲ့ရင်လေပြောက်မှာပဲပြန်ရတယ်လို့မရှိဘူးဘာဖြစ်လို့လဲမသိဘူးအဲ့ဒါတော့ကဲမင်းရှာချင်သမားဆိုလဲမြဲရှာခဏနေဝင်တော့မှာဒီနေရာကကြာနေလို့မကောင်းငါလေးငါနွားတွေခေါ်ပြီးရွာလေးပြန်ဝင်တော့မယ်အေးဗျာအချိန်ရှိတော့ကျွန်တော်လဲလိုက်ရှာလိုက်အောင်မေကိုဘိုးတော်လေးငပိန်အောင်နှောက်ဆက်ပြီးထွက်သွားတော့တာငပိန်လေးတစ်ပင်အောက်ကနေနွားရှာဖို့အတွက်ဆက်ထွက်လာခဲ့တယ်ငပိန်လေးရှာရင်နဲ့နေတော်ဆောင်းသွားတော့တယ်ပတ်ဝန်းကျင်ကိုကြည့်မိပြီးမိုးမောင်နေတော့မှမိုးတောင်ချုပ်ပါရောလားငါရီးဖို့တွေ့အောင်ရှာပြီးမြင်ပြောထားတာအခုတော့ဘလို့မျက်နှာနဲ့မတွေ့ဘူးလို့သွားပြန်ပြောရပါ
ငပိန်လေးစိတ်ညစ်ညစ်နဲ့ရွာလန်းအတိုင်းပြန်လာနေတော့ခုနကကွေးမြင့်ကြီးကိုပြန်ဖြတ်လေတွေတပြူးပြူးနဲ့တိုက်လာနေတော့တာမကြောက်ပါဘူးဆိုတဲ့ငပိန်တော်ကြောထဲမှာချမ်းစိတ်စိမ်ဖြစ်လာတယ်ခြေလမ်းကိုပုံမှန်တက်တွတ်တွတ်ရှောက်နေတော့မောင်ရဲရဲ့အောက်မှာနွားကျူခလောက်တန်ကိုကြားလိုက်ရတယ်ဟာဒါကနွားကျူတန်ပဲလိုင်းအောင်အာကိုနဲ့ဘေးဘက်ဝင်ကျင်ကိုကြည့်လိုက်တော့သူ့ရဲ့တောင်ဘက်ဆွန်းဆွန်းမှာနွားတစ်ကောင်မျက်စားနေအောင်မြင်လိုက်ရတယ်ဟာဒါအရှိဘူးရဲ့နွားများလားမသိဘူးအဲ့လိုတွေးနေတော့နွားကသူ့ကိုလှမ်းကြည့်တယ်ငပိန်လေးရှေ့ကိုတလန်းချင်းတိုးပြီးတော့တေချောင်စစ်ဆေးဖို့အတွက်သွားလိုက်တာပါအယောင်နဲ့ထိတ်မှာအကွက်လေးပါရင်တော့တေးကြပြီဒါရှိဘူးရဲ့နွားပဲငပိန်လေးအရှိဘူးကိုပေးခဲ့တဲ့ဂတိတီဖို့အတွက်ရှေ့ကိုတလန်းချင်းတိုးတိုးသွားမိနေတာနွားကလည်းသူ့ကိုမြင်တော့ထွက်ပြေးသွားတယ်ငပိန်ကလည်းဇော်နဲ့နွားနောက်ကိုပြေးလိုက်သွားလိုက်တာတပတ်မှလည်းငပိန်အိမ်ပြန်မလာလို့ငပိန်ရဲ့အမေနဲ့ဖိုးတူတို့အဖေကငပိန်ကိုလိုက်ရှာနေကြတယ်ဖိုးတူကလမ်းမှာကိုသားတင်ကိုတွေ့တော့ပြိုးကိုကြီးသားတင်ငပိန်ကိုတွေ့မိသေးလားဗျငပိန်လားမတွေ့မိဘူးဘာလို့လဲသူခုချိန်ထိအိမ်ပြန်မရောက်သေးဘူးလားဟုတ်တယ်ကိုကြီးသားတင်ဟင်ဒီချိန်ဘယ်များသွားတာပါလိနေအောင်ငါဘာကူရှာပေးမယ်ကိုသားတင်နဲ့အတူဖိုးတူတို့အဖွဲ့လင်းမိဝိုင်းတော်ရင်ကိုရောက်လာပြန်တာဟေးမိဝိုင်းငပိန်လေးစီကလာသေးလားဟမ်ငပိန်လားမလာပါဘူးသူတို့ဘက်ကိုရှောက်လာနေတဲ့ကိုဖိုးတော်နဲ့မိဝိုင်းတော်အိမ်ရှိမှတွေ့တယ်ဖိုးတူတို့ပါလားလူစုံတက်စုံနေဘာလို့နေကြရလဲငပိန်ပြောင်းနေလို့ဗျကိုဖိုးတော်ကြီးငပိန်ကိုတွေ့မိသေးလားဟေးငပိန်ကိုချိန်ဒီပြန်မလာသေးဘူးလားအေးဟုတ်တယ်မင်းရောသူ့ကိုတွေ့သေးလားအေးဟိုတွေ့မိတယ်ကွဘာမှတွေ့ရလဲဟိုရွာနောက်ဘက်ကကွေးမြန်မှာဟမ်ဟိုလဲပြင်းလားအေးဟုတ်တယ်ငါသူ့ကိုအိမ်စောစောပြန်မှုတေချာမှလိုက်တယ်ဒုက္ခပါပဲငပိန်တော့ဒုက္ခရောက်နေပလားမသိဘူးနေပါအောင်မြဘာလို့ပြောနေကြလဲကိုကြီးဖိုးတော်တို့ရမင်းမသိဘူးလားဖိုးတို့အဲ့ရွာနောက်ဘက်ကကွေးမြန်တဲကြောက်တယ်နေ့လည်နေကင်းတော့အဲ့ဒီအဖြစ်ရင်ကြောစိတ်စိမ်ဖြစ်နေတာညဆိုဘဲပြောကောင်းမလဲငပိန်ကအဲ့ဒီကိုဘာသွားလောက်တာလဲဗျအရှိဘူးရဲ့နွားပြလို့လိုက်ရှာပေးရတဲ့ဟောဗျာဒီအချိန်ဘလို့လို့နွားရှိမှလဲလိုက်ရှာကြရအောင်ကိုညီကြပါအောင်ဗျာအေးပါငါလည်းလိုက်ကိုရှာပေးမယ်လာသွားကြရအောင်ဖိုးတူတို့အုပ်စုလေးရွာနောက်ပိုင်းကကွင်းမြင့်ကြီးစီကိုရောက်လာကြပြီးငပိန်နာမည်ကိုခေါ်ကြတယ်ငပိန်မင်းမလဲငပိန်တာငပိန်ရေအော်ကော်နေပင်မဲ့ငပိန်ပြန်တူးတာကိုမကြားရပဲပတ်ဝန်းကျင်ကတိတ်ဆိတ်နေရသူဒီနားမှာမရှိတော့ဘူးတင်နေဟုတ်လားမငပိန်တခုမြဖြစ်နေလားမသိပါဘူးသားတို့ရေအဲ့ဒီအချိန်အမောင်ကြားလေးကနေနွားကျုပ်ကလောက်တန်ကိုကြားလိုက်ရတယ်ခဏအားလုံးတိတ်နေကြပါအောင်နွားကလောက်တန်ကြားရတယ်အားလုံးကလည်းတိတ်နေလိုက်ကြတယ်အေးဟုတ်တယ်ငါလေးကြားရတယ်ဟိုဒါငါပြောက်သွားတဲ့နွားမကြီးရဲ့ခလောက်တန်နဲ့တူလိုက်တာခဏကြာမှတော့အမောင်နေရနေနွားတွေရုံးသုံးကပြေးထွက်လာတာကိုမြင်လိုက်ကြရတယ်ဟာဟေးနွားတွေဒီဘက်ကိုပြေးလာနေကြတယ်ဟုတ်တယ်ကိုကြီးသားနေနွားတွေအများကြီးပဲနွားတွေရဲ့အနောက်ဘက်မှာပိမ့်ရှိတဲ့တန်းလူနူးလဲကပ်ပါလာတယ်ဖိုးတူအမောင်ထဲမှာဘာကောင်လဲမသိဘူးနှစ်ကောင်တော့ဟဲ့ဖိုးတော်ဟိုကဘာလဲမသိဘူးနော်ဟိုအနောက်မှာကပ်ပါလာတယ်တရက်လားမသိဘူးမဟုတ်တော့ပါဘူးဟာလူတွေအများကြီးပဲဥစ္စာကြောက်မနေစမ်းပါနဲ့တာတင်ဟာအေးပါကွာရှေ့ကလာနေတဲ့နွားတကောင်ကိုမြင်တော့မှတာတင်ကနေဟာဒါငါနွားမကြီးညိုးပြပဲတိတ်စားလို့လားကွာမင်းတော့ပျောက်သွားပြီဆိုတိတ်စားရေးဒါငါနွားမငါနွားစစ်ငါနွားအောင်ငါမှတ်မိတာပေါ့အနောက်တော့နွားပေါက်လေးနှစ်ကောင်ထပ်ပါလာတယ်ဒါညွန်မရဲ့ကလေးတွေပဲကွာမြင်လားသူတို့ကောင်မှတ်မိတယ်နွားသုံးကောင်ကတာရင်းရဲ့နားမှာရက်သွားကြတယ်တာတင်လေးနောက်ထပ်သူ့နွားတွေပါလာအောင်မလားဆိုပြီးအနောက်ကိုမျှော်ကြည့်နေတာစိတ်ပြာနဲ့လုံးကြီးမပါလာဘူးကွာညိုပြတော့ငါစီကိုရှောက်လာခဲ့ပြီအနောက်မှာရှိရင်ရှေ့အောင်မှာပေါ့ကွာမင်းရလေအနောက်တော့ပိမ့်ရှိနဲ့လူတရန်တွေကတပြေးပြေးနဲ့ရုံလုံးပေါ်လာတယ်ဖို့တူအဲ့ဒါငပိမ့်မေဟာအဲ့ဒါငပိမ့်ကွာငပိမ့်ဖို့တူလေငပိမ့်စီကိုပြေးသွားတယ်ဟဲ့ငပိမ့်ငါတို့ကမင်းပြောက်လို့လိုက်ရှာနေရကွာ
ငပိန်နဲ့တူပါလာတဲ့မျက်နှာမှာဖူးရောက်နေတဲ့လူကိုဖိုးတော်ကမေးတယ်။ဒါကဘာတူလဲငပိန်ကအားလုံးဖြေချောင်းကုန်စင်ကိုရွာထဲရောက်မှကျွန်တော်ပြောပြပါမယ်။အားလုံးကရွာထဲကိုပြန်လာကြတယ်။ငပိန်ကနွားတွေကိုပိုင်ရှင်စီမှာပြန်ပေးတယ်။ဟာကျေးဇူးတင်လိုက်တာငပိန်ဟာဒါဦးကြီးတို့ပြောက်သွားတယ်နွားတွေပဲကွ။အားလုံးကငပိန်ကိုဝိုင်းပြီးကျေးဇူးတင်ကြတယ်။ဖိုးထုနဲ့ကိုသားတင်ကိုဘိုးတော်ဒီလူကိုရွာလူကြီးစီကိုခေါ်သွားပေးပါဗျာကျွန်တော်နောက်ကနေလိုက်လာခဲ့ပါမယ်ဒီလူကဘာတူလဲငပိန်ကကိုရောက်တော့ငါအောလုံးကိုပြောပြမယ်ဖိုးထုတေချာတော့ခေါ်သွားပြီကွာလမ်းမှာပြတ်မသွားစီနဲ့ဒါလို့ဆိုငါသဘောပေါက်ပြီးတန်ငယ်ချင်းငါတို့မင်းကိုတကြီးစီမှာစောင့်မယ်အကြီးတော်ဘူးအိမ်ကိုငပိန်ကသွားတယ်ပြိုးအကြီးဟေးဘာတူလဲကွအကြီးကျွန်တော်ပါငပိန်အော်အေးငပိန်လားခဏလေးအကြီးလာမယ်ဟုတ်ကဲ့အကြီးကငပိန်နဲ့တူသူ့နာကိုတွေ့တော့ပြောသွားတယ်ဟာငပိန်ငါသားမင်းရအောင်ရှာလာခဲ့တယ်ပေါ့ဟုတ်လားဟုတ်ကဲ့ကြီးဒါအကြီးရဲ့နော်မှန်ပါတယ်နော်မှန်ပါတယ်ကွယ်မှန်ပါတယ်ကျေးဇူးတင်ပါတယ်သားလေးရဲ့ရပါတယ်ကြီးရဲ့အကြီးလည်းငပိန်ကိုကျေးဇူးတင်ပြီးနောင်နှုတ်ပလင်းနဲ့လက်ဆောင်ပေးလိုက်တာငပိန်လည်းကြီးကိုနှုတ်ဆက်လို့ရွာလူကြီးအိမ်ကိုလိုက်လာတယ်ငပိန်လာပြီဟေ့ငပိန်လာပြီအားလုံးကဝိုင်းရောကြတယ်ကဲငပိန်ပြောပါဦးဒီလူကဘာတူလဲဒီလူကရွာကွင်းမြေကိုတရေချောက်တဲ့ဆက်သွင်းပြီးနွားတွေကိုခိုးနေခဲ့တဲ့သူပါရှင်းအောင်ပြောပြစမ်းပါငပိန်ရဲ့ဒီလိုပါရွာတကြီးကျွန်တော်ရွာကွင်းမြေဘက်မှာအကြီးဘူးရဲ့နွားပြောက်တော့လိုက်ရှာပါတယ်အဲ့ဒီမှာနွားတွေစားတဲ့မျက်ပေါ်မှာနွားတွေအရန်ကြိုက်တဲ့အမောက်တစ်မျိုးဖြူထားပါတယ်ဒါကြောင့်ရွာကနွားတွေကဘယ်မျက်မှမစားဘဲနဲ့ဒီကွင်းမြေကမျက်ကိုပဲတန်းထားကြတော့တာပါအနောက်မှာတော့သူကကွန်ပျူတာတွေနဲ့ပေါင်းဆက်ပြီးတရေချောက်တဲ့အတန်းတွေစပြီးလွှင့်ပါတယ်အဲ့ဒါကိုလေကျွန်တော်တစ်ပင်ရဲ့ပင်စီခေါင်းထဲမှာရှာတွေ့ခဲ့ပါတယ်သူကဒီဆက်လေးတွေကိုတရေတန်ထည့်ပြီးတော်ရရနေဘလူးတူနဲ့လူတွေကိုချောင်းလန့်နေခဲ့တာပါအဲ့ဒီမှာရွာလူတွေကကြောင်းလန့်ပြီးနွားချောင်းနေရနေနွားတွေထွားပြီးတော့ထွက်ပြေးကြပါတယ်အဲ့လိုကနေသူကလူသွားပြီးဆိုမှနွားတွေကိုခိုးယူပြီးကွင်းမြင့်ဘက်ကတော်ထဲမှာနွားတွေကိုတရားမဝင်ရောင်းချနေခဲ့တာပါဒါတွေအားလုံးကိုလည်းသူဝန်ခံပြီးပါပြီဟေးအဲ့ဒါအမှန်မဲလားဒီကတငယ်ငပိန်ရဲ့အတိုင်းလက်ချက်ကြောင့်မျက်နှာမှာဖူးရောက်နေတဲ့လူပိန်မိန်ကဟုတ်ပါတယ်မင်းတို့ရွာကနေနွားတွေဘယ်နှကောင်တော့ခိုးရောင်းပြီးပလဲအကောင်20ကျော်ပါခင်ဗျဟေးမင်းတဲမိုင်ဆိုင်နေကောင်မင်းသူများပစ္စည်းကိုခိုးသေးတယ်ပြန်လဲရောင်းစားသေးတယ်ကျွန်တော်တို့ကိုတကြီးလက်အပ်ခဲ့ပါမယ်ကြံတဲ့ကိစ္စကတကြီးတောင်ဝင်ယူပေးပါဗျအေးဟုတ်ပြီငပိန်ကျုပ်တောင်ဝင်ယူလေအားလုံးလည်းပြန်လို့ရပြီတကြီးလည်းတခိုးကိုထိတ်တုံးခတ်ထားလိုက်တော့အားလုံးကလည်းငပိန်ကိုဝိုင်းပြီးတော့ကြီးကျူးကြတယ်တော်လိုက်တဲ့ငပိန်ကိစ္စကြီးကျူးဖော်ထုတ်နိုင်တယ်ဟုတ်တယ်ရှားလောင်ငပိန်ဖိုးသူကအိမ်ပြန်လမ်းမှာမေးတယ်မိုင်းလာကြည့်လားငပိန်ကမိဒီအကြောင်းတွေဘယ်လိုလုပ်သိရလဲသိဆိုငါရဲ့တိုင်းမညောင်အတုံးချလိုက်တာပေါ့ကွာပြောပြပါအောင်အသေးစိတ်လေးဒါလို့ကွာအစားကတော့ငါလည်းအသေးအချောက်တယ်လို့ပဲထင်တာကိုကြီးဖိုးတော်ပြန်သွားတော့ငါလည်းအပင်နားမှာခဏထိုင်နေရပေါ့ဖြစ်ချင်တော့ငါထိုင်နေတော့ဘေးကအုတ်နီကဲတလုံးလက်ကမီးမားလိုက်ရအောက်ကနေပျောစိတ်တွေအပြတ်လိုက်ကြီးထွက်လာတယ်ငါ့ကိုတုတ်လိုက်ကြတာကွာပြောမနေနဲ့တော့အဲ့ဒီမှာငါပျောစိတ်တွေရဲ့လိုင်းဟာကိုကြည့်တော့ခုနကငါတွေးခဲ့တဲ့ပစ္စည်းလေးကိုတွေ့တော့တာပဲဟဲ့အောင်ကအဲ့ဒါဘာပစ္စည်းလဲငပိန်ကစပီကာတလုံးမော်ကွာတော်မိုက်တယ်တော်ရရနေပြောတာတော့နှမ်းကြရတာဆိုတော့မင်းစီမှာရှိလားအဲ့ဒါမရှိတော့ဘူးတော့ဘောရငါတကြီးစီမှာတက်တဲ့ကန်ပစ္စည်းအနေနဲ့အပ်ခဲ့လိုက်ပြီစက်ပါအောင်ကွာအဲ့ဒီကနေငါသိလိုက်တယ်တခုခုတော့လွဲနေပြီလို့အဲ့ဒါနဲ့ငါလည်းမတော်သေးပဲဆက်ပြီးခဏနေလိုက်တာအဲ့ဒီကနေအတန်နေကြားရပါလေရောတရေရှိတန်နေငိုတန်နေစုံလို့ပဲဟာမင်းအဲ့လိုတွေကြားရတာမကြောက်ဘူးလားမကြောက်ဘူးလေကွာဘာလို့ဆိုအဲ့တန်နေလာတဲ့ပစ္စည်းကငါလည်းတည်းရောက်နေလို့ကွာအဲ့ဒါနဲ့ငါလည်းအဲ့ဒါကိုဂိုင်းပြီးနွားဆက်ရှာတာပေါ့ဥရှာရင်းနဲ့ဖြစ်ချင်တော့ငါရှိဖူးရဲ့နွားကိုတွေ့တဲ့အချိန်မှာပဲအဲ့နွားကလည်းငါ့ကိုမြင်တော့ဟိုနွားတကူမှတ်လို့လားမသိဘူးထွက်ပြေးတော့တာပဲသူပြေးတော့ငါလည်းအနောက်ကလိုက်ရင်အဲ့နွားခိုးတဲ့လူရောနွားတွေအများကြီးရောတခါရဲတွေ့တာပဲမင်းကတော့ဒီနေ့ကြီးကျယ်တဲ့ကိစ္စတခုလုပ်လိုက်တာပဲကွာငါတို့မင်းအတွက်ဂုဏ်ယူနေတကယ်ချင်းဒါနဲ့မင်းဟိုလူကြီးကိုဘလို့ဖမ်းလာလဲအေးဟုတ်ပါပြောပါဦးတိုင်းဆရာငပိန်မှာကွာတိုင်းနေပဲဖမ်းလာတာပေါ့ကွာငပိန်လေဒီကိစ္စဖြစ်ပြီးနောက်ရက်ကစားလို့ရှားလုံးငပိန်ဖြစ်သွားတော့တာပါဦးကြီးတွေ့ခင်အဖက်ခံတာရတယ်ဗျဟာဘသူကဖမ်းခံတာရတယ်ရှင်းအောင်ပြောစမ်းမအောင်ငပိန်လေသူ့မြေတွေ့ကြရသမျှအကောင်လုံးကိုပြောပြလိုက်တော့တာ
ရွာလူကြီးနဲ့အဖွဲ့လေးစားအုပ်ဆိုင်ကိုထွက်လာခဲ့ကြတယ်ရွာလေးကဩစာပေမှာငပိန်တို့တစုဩစာတီတွေခူးနေကြတယ်ငပိန်ဒီနေ့ရွှေသိန်းအစ်စ်ထွက်တယ်မင်းဖတ်ပြီးပလားမဖတ်ရသေးဘူးကွာမင်းရောဖတ်ပြီးပလားငါလည်းမဖတ်ရသေးဘူးမင်းဖတ်ပြီးမင်းတွေကငှားမလို့ဩစာတီခုပြီးမှဦးကြီးထွေးစီမှာတွားငှားရမှာကြံမအောင်မလားမသိဘူးငါတို့ကဦးကြီးထွေးဆိုင်ရင်ပေါက်တယ်တွေပဲဥစားခြံထားပြီးမှာမို့ကွာအရင်တစ်ခေါက်ကလို့ခြံထားပြီးလို့မင်းတို့ငှားပြစ်ခဲ့ရင်လည်းပြန်ငှားပေးအောင်နော်ငါငှားပြစ်ခဲ့ရင်လည်းပြန်ငှားပေးမှာအေးပါကွာသူတို့စကားပြောနေရနာကိုအသက်20ဝန်းကျင်ရဲ့မျက်နှာစိမ်းလူငယ်တယောက်ဖြတ်သွားတွေ့လိုက်ရတာအဲ့ဒီလူကဩစာမင်းချင်းနားမှာထိုင်ပြီးအမောဖြစ်နေရင်နဲ့ဟေ့ကလေးတွေအောင်မန်းရှောင်ဘလို့သွားရလဲကွာဒါအောင်မန်းရမယ်လေးဗျဒါအောင်မန်းရလားတော်တော်သေးတာပဲဘာလဲဟာဒီလူကဒီကနောင်ကြီးကဘယ်ရလဲဗျနောင်ကြီးမဟုတ်ဘူးငါနာမည်မျိုးခင်အော်အကိုကြီးမျိုးခင်ကဘယ်ရလဲဗျငါမျိုးရလာတာအော်ဟုတ်မှာဗောဗျာမျိုးနဲ့ဆိုရင်တော့ကျွန်တော်ရွာသေးတယ်ဗျငပိန်တို့လည်းပြောပြီးတော့ခူးထားတဲ့ဩစာသေးတွေကိုအဲ့တလုံးနဲ့စုထည့်နေကြတာဟေးဟိုဝါတော့တော့နဲ့ကလေးငပိန်တို့ကသူတို့ကိုခေါ်နေရလို့မထင်တဲ့အတွက်လှည့်မကြည့်ပဲနေရင်းနေပုံဟေးဟိုပေမေရှင်ရှင်နဲ့ကောင်လေးကျွန်တော်နာမည်ကပေပေရှင်ရှင်နဲ့ကောင်လေးမဟုတ်ဘူးဗျဒါဆိုမင်းနာမည်ကပါလေမမေကလူစိမ်းတွေကိုနာမည်မပြောပြရဘူးလို့မှားထားတယ်ထားပါမင်းတို့နာမည်လေငါမသိချင်ပါငါ့ကိုဦးထွေးခင်တို့အရင်ညှို့မိဆက်မှာဦးထွေးခင်ဟုတ်လားမသိဘူးဗျကျွန်တော်ရှာမှာဒီနေ့မကြားဘူးရေဟုတ်တူဦးထွေးခင်နဲ့မင်းရောကြားဘူးလားငါလည်းမကြားဘူးကွာတခြားရွာလူဖြစ်မယ်တင်နေမင်းတို့ကလေးတွေဖြစ်ပြီးရွာတဲ့ဘသူဘဝရှိလဲဆိုတာတော့မသိကြဘူးလားကွာလူငယ်လေးငပိန်တို့ကိုမမ်းမဲပြီးတော့ထွက်သွားတော့တာလူငယ်ထွက်သွားတော့မှတုတ်ဘောကဟဲ့အောင်ငပိန်သူမေးတဲ့ဦးထွေးခင်ဆိုတာငါတို့ဦးကြီးထွေးကိုပြောတာများလားအေးဟုတ်တယ်လေဟာအဲ့ဒါကိုမင်းတို့ကဘာလို့မသိဘူးလို့ပြောလိုက်တာလေကွာမင်းအဲ့လိုပုံစံတေချာကြည့်အောင်တုတ်ဘောရဲ့ငါတို့မသိငါဘူးစကားပြောတာလေမာကြီးကျော်ရင်နဲ့ဘာရွယ်ချက်နဲ့ဦးကြီးထွေးကိုရှာမှန်းလည်းမသိဘူးအဲ့ဒါငါမသိဘူးလို့ပြောလိုက်တာဒီလိုနဲ့ဖိုးထုတို့လည်းဩစာသည်စက်ကူးနေလိုက်ကြတယ်လူငယ်လေးရွာတွေကလူတယောက်ကိုမေးပြီးတော့ဦးထွေးခင်ရှိတဲ့စာအုပ်ဆိုင်ရှိကိုရောက်လာခဲ့ချိန်မှာတစ်စိမ့်လောက်ပါဗျမေးစရာရှိလို့ပါမေးပါကွယ်မေးပါဒီဓာတ်ပုံတွေကလူသိလားမသိဘူးဗျဦးထွေးခင်လည်းလူငယ်ပြားတွေပုံကြည့်ပြီးတော့အံ့ဩသွားတာဒီပုံမင်းဘယ်ရရလဲဘယ်ရလဲဆိုတော့ကျွန်တော်သူ့သားလေဘလို့အမေကခမည်းစီကနေအကျွေးတောင်းခိုင်းလိုက်တယ်သူ့အတွက်နင့်နာကြီးတဲ့ဟာနင့်နာကြီးဟုတ်လားအဲ့တော့ကတရားရုံးမှာအားလုံးရှင်းခဲ့ပြီဘာနင့်နာကြီးမှထပ်ပေးစရာမလိုအဲ့ဒါတွေကျုပ်နားမလဲဘူးကျုပ်နားလေတာဒီအိမ်နဲ့ဒီချံကိုကျုပ်နာမည်နဲ့လွှဲပေးပါဟာဟာနှင်းကြီးကြောင်တော့ဒီမြလာတိုက်နေရလားကွခမည်းထင်းချင်းတယ်လို့ထင်းလို့ရတယ်အခုချက်ချင်းငါဆိုင်နေကထွက်သွားစမ်းမသွားဘူးဆိုရင်အေးမသွားရင်မင်းကိုလူရင်းသုံးပြီးနှင်ထုတ်ရလိမ့်မယ်ဦးထွေးခင်လည်းချက်ချင်းဆိုသလိုရွာလူကြီးကိုဖုန်းဆက်ခေါ်လိုက်တာလူငယ်ကလည်းဖုန်းကိုလူယူလို့ဦးထွေးခင်ကိုပါလာတဲ့မေးစေးစိန်သားတွေပေါ်ဝါနဲ့အုပ်လိုက်တယ်လူငယ်ကစတုတ်ကန်းထဲမှာဦးထွေးခင်ကိုအိမ်စာချုပ်တွေဘယ်နာထားလဲသိဖို့အတွက်မင်းနေလိုက်တာမသိဘူးမရှိဘူးအကောင်ပြောနေတော့ပေးလိုက်နော်လူငယ်လည်းစိတ်တူပြီးဇွဲမွာရှိခွက်ကိုခွဲပြစ်လိုက်တယ်အချိန်ချောင်းဟန်ခွဲစားရင်လည်းလွင့်စင်ကုန်တာမင်းကငါ့သားလည်းမဟုတ်ဘူးဘာကိစ္စငါအမေကိုငါ့အိမ်နဲ့ချမ်းကိုပေးရမှာလေတာဟုတ်လားရရပြီဒါဆိုလဲတားဖြစ်လိုက်ရုံပေါ့နောက်တနေ့မနက်မှာတော့ငပိရစောင်းငါဖို့အတွက်စောင်းဆိုင်ကိုရောက်လာခဲ့တာဦးကြီးတားအတွက်ရွှေသေးချန်ထားပေးရလားဗျကောင်တာအောက်မှာဘောပင်ကျသွားလို့ကောက်နေရလူငယ်ကိုတွေ့လိုက်တော့ငပိန်လည်းအံ့ဩသွားတာမနေ့ကငါတို့ဦးကြီးတွေ့ရုံမေးတဲ့သူပဲအော်မင်းကိုဘာကိစ္စလဲစောင်းငါးဆိုင်လာမှာတော့စောင်းငါ့ကိုပေါ့ဗျဒီကနောင်ကြီးကသာဘာလို့ကောင်းတာမှဝင်ထိုင်နေရလဲငါနာမည်နောင်ကြီးမဟုတ်ဘူးလို့ပြောထားရလေဒါကငါဆိုင်ကောင်းတာမှငါထိုင်တာဘာဖြစ်လဲဒါဒီကနောင်ကြီးဆိုင်မဟုတ်ပါဘူးဗျဒါကဦးကြီးထွေးဆိုင်မှာမင်းမနေ့ကပြောတော့ဦးထွေးခင်ကိုမသိပါဘူးဆိုဟုတ်တယ်လေမသိဘူးဗျမင်းခုနကပဲပြောတော့ဒါကဦးကြီးထွေးဆိုင်ဆိုဟိုဒီကနောင်ကြီးကဦးထွေးခင်လို့မေးတာလေဗျာဦးကြီးထွေးလို့မေးတာမှမဟုတ်ပဲဗျအဲ့ဒါကြောင့်လေငါကလေးတွေကိုသဘောမကျစကားကိုအမျိုးမျိုးနဲ့ဒါနဲ့ဦးကြီးထွေးရောဗျအဖေလား
မနေ့ကပဲလှဲကြုံနေသူ့ရပြန်သွားတယ်အော်ဦးကြီးထွေးနဲ့ကတားပါရီလားဗျမထင်ရအောင်နော်ဘာမထင်ရလဲကွပုံစံမှာဧကနာကဒီကနောင်ကြီးကအမေတူတာဖြစ်ရငါနာမည်နောင်ကြီးမဟုတ်ဘူးမျိုးခင်မိစကားမများနဲ့ဘာဆောင်ငါမှလဲငါပြီးပြန်ထိုင်ဖက်လို့မရဘူးလားဗျဦးကြီးထွေးတော့ကထိုင်ဖက်ခိုင်းနေဒီနေ့ကစပြီးမရတော့ဒီဆိုင်အောင်အဖေမရှိတော့ငါထိုင်မှာငါဆိုင်ဆိုတော့ငါစီမြေတိုင်းပဲငါပြီးရင်ပြန်ဒါပဲငပိန်လဲစောင်းငါတလူလူနဲ့ဆိုင်ချင်းတွေကိုကဲကဲကြည့်လိုက်တာစတိုကန်ရဲ့ရှေ့မှာရေတွေဖိတ်ချတာလို့ဖြစ်နေရကိုငပိန်တတိထားမိသွားတော့လူငယ်ကနမေပြောငပိန်ဗျငပိန်ဟုတ်လားဟုတ်တယ်ဗျလူငယ်လေးစောင်းတေမှာငပိန်နမေကိုရေးမှတ်လိုက်တာရေးနေတော့လက်မလောလောလတ်လတ်တခုခုနဲ့ရှတာတယ်လို့မျိုးတရားတခုရှိနေအောင်ငပိန်တွေ့သွားတယ်အေးရပြီသွားတော့မစုံမပြဲစေနဲ့နော်ရိုးသေးသေးကဲသိပါရဲ့ဗျအော်ဟိုဒါနဲ့စတိုကန်ရှိမှာရေတွေပိတ်ကြထားရဲ့အချင်းနဲ့တုံးလိုက်ပါအောင်ဗျတော်ကြချော်လဲနေအောင်မေငပိန်လေအဲ့လိုပြောပြီးထွက်သွားတာကောင်နာမှာထိုင်နေတဲ့လူကငပိန်ထွက်သွားတာကိုကြည့်အော်လက်စသက်တော့ငပိန်ဆိုတာမင်းကိုနည်းနည်းလေးပညာပေးရသေးတာပေါ့ငပိန်လေးစောင်းငါပြရနဲ့ဖိုးထုအိမ်ကိုလာခဲ့လိုက်တာဖိုးထုကိုတွေ့ရနဲ့ငပိန်လေးစောင်းဆိုင်မှာမြင်ခဲ့ရတဲ့ဟာတွေကိုပြောပြလိုက်တယ်အဲ့လူကတခုခုတော့တခုခုပဲကွာစိတ်တွေသဘောမကျဘူးဘာတို့ကြောင့်တွေ့ခဲ့လဲဘာမှတော့မတွေ့ဘူးဒါပေမဲ့စတိုကန်တစ်ခုရဲ့ရှေ့မှာရေဒီဖိတ်ကြနေရတော့တွေ့ခဲ့တယ်နောက်ပြီးဖိုင်ခွဲစလို့ရှိတယ်မင်းကဘလို့ထင်လို့လဲစကားများထားကြရင်လို့ထင်တယ်ဒါမှမဟုတ်ရင်လည်းရုံးရင်းဆန်ငယ်တခုဖြစ်ခဲ့တယ်လို့ပဲဒါနဲ့အဲ့လူကဦးကြီးထွေးနဲ့ဘာတော်ရတဲ့လေတားဘာတော်ရတဲ့တားဘာဆိုရင်တော့သိကြတယ်အမေတူရာနီမှာအဲ့ဒါတခုစုံစမ်းရမှာရှိတယ်မင်းကိုညင်လို့တဲ့ဖိုးတူအေးဘာလဲသူပြောတာဦးကြီးထွေးကရွာပြန်သွားတယ်လေဦးကြီးထွေးရွာနဲ့မင်းဖေကတွေ့ရတယ်မဟုတ်လားအဲ့ဒါလေးမင်းဖေကနေတစင်စုံစမ်းပြပါအောင်ကွာနောက်ပြီးတခုရှိတာသူလျှောက်လာပြီးနောက်ထပ်နေ့မှာချက်ချင်းရွာပြန်သွားတယ်ဆိုတာစဉ်းစားစရာပဲနောက်တရက်ဖိုးတူကငပိန်စုံစမ်းခိုင်းတာသိရပြီဆိုတာနဲ့ပြောပြဖို့တော်ဘောနဲ့တူရောက်လာခဲ့တာရွာမှာဦးကြီးထွေးမရှိဘူးလေသိကြလားအေးသိကြတယ်မနေ့ကအဖေရွာဘက်ကိုသွားတော့ငါမေးခိုင်းလိုက်တာဒါဆိုသိကြတယ်ဦးကြီးထွေးခင်အဲ့ဒီအိမ်ကြီးထဲမှာပဲရှိတယ်မင်းကဘလို့သိရလဲသိတာမဟုတ်ဖော်ထုတ်မှာဘလို့မျိုးလဲကွာလူဆိုတာအသက်ရှင်အစားစားပေးရတယ်ကွာသိကြတယ်သူထမင်းတော်ကျွေးမှာပဲအဲ့တော့ထမင်းစားခြင်းကိုသွားရှာကြည့်တခါတည်းဝင်ဖက်လိုက်လို့မရအောင်လားကွာရွာလူကြီးကိုပြောပြီးတော့အဲ့လိုမလွယ်ဘူးလေကွာသိကြပြီဆိုမှပြောတာအကောင်းဆုံးပဲငပိန်လဲသူထွေးထားတဲ့အတိုင်းစာဝတ်ဆိုင်ကိုထမင်းစားခြင်းမှာရအောင်လာလိုက်တာလူငယ်ကထမင်းပကံနေယူပြီးစလိုကန်နဲ့ထွက်လာတာကိုတော့ငပိန်မတော်တဆတွေ့လိုက်မိဒါဆိုစလိုကန်နဲ့မှရှိတာတော့သိကြနေပြီငပိန်လဲစာဝတ်ဆိုင်ရှိပါထမင်းစားချိန်လာတာအားနာပါလေဗျာအိမ်မှာလည်းပြင်းနေရနေဆိုတော့စောင်းငါမိတ်ဆိုပြီးထွက်လာလိုက်တာဗျအေးကလေးယူပါရတယ်မိဆိုင်တဲ့စာအုပ်ကိုယူသွားပတ်စံမပေးနဲ့ဗျာဘာဖြစ်လို့လဲဗျအရင်လဲဝင်ငွေကောင်းတယ်လို့မှမဟုတ်တာအဖေလည်းမြို့တက်သွားပြီဆိုတော့ဒီမှာရှိတဲ့အိမ်နဲ့ဝင်လေးကိုရှောင်းပြီးမြို့ပေါ်ကိုပြောင်းကြမလို့ဟိုတနေ့ကပြောတော့အေးတွေးကရွာပြန်သွားတာဆိုဟုတ်တယ်လေရွာပြန်လို့ပြန်လာပြီးမြို့တစ်ခေါက်တော့ပြန်တက်သွားပြီအိုးကြီးတွေးကရောသဘောတူရလားဗျစောင်းဆိုင်ပြိမှာသူသဘောတူလို့ပဲကွာမင်းကလေသူလည်းဒီလိုဝင်ငွေအရနေတဲ့အလုပ်ကိုဘလို့လုပ်ပြီးတော့ကြာလုပ်နိုင်မှာလဲမဖြစ်နိုင်ဘူးညဦးကြီးတွေကဒီလုပ်ကိုဝင်ငွေရကျင်လို့လုပ်တာမဟုတ်ဘူးကျွန်တော်တို့လိုကလေးတွေစာဖက်ဝါသနာပါစေခြင်းလို့ဖွင့်လာပေးတာဗျအဲ့ဒါရေကနေမှာပေါ့ကွာဒါဆိုရင်တော့နှမျောစရာပဲကျွန်တော်ကအင်္ဂါမေဆိုရင်တော့မှဒီစာအုပ်ဆိုင်ကိုလာနေကြဗျခုတော့ပြည့်တော့မှာဆိုတော့ဟိုကျွန်တော်ဆိုင်ကိုနည်းနည်းလောက်ပက်ကြည့်လို့ရမလားအေးပါနောက်ဆုံးဆိုတော့လေခွင့်ပြုပေးလိုက်မယ်ဒါမဲ့စတိုကန်နားကိုတော့မသွားနဲ့နော်ငါတမင်းစားလိုက်အောင်ဟာဦးကြီးတွေ့ခင်လူငယ်လေးတမင်းစားနေရကငပိတ်ရဲ့နောက်ကိုရောက်လာခြင်းမင်းတွေ့သွားပြီကိုခမဦးကြီးတွေ့ကိုဘာလုပ်လိုက်တာလဲဗျဘာလုပ်လိုက်တယ်ဆိုတာမင်းကြည့်ရနေမသိဘူးလားခမဒါရာဆွဲမှုမြောက်တယ်နော်ပိုင်နဲ့ကျူးလွန်မှုကိုတိလိုက်ရမှုငါဒီပါအောင်လာတော့သတင်းတွေအများကြီးကြားခဲ့ရတယ်ဒီရွာမှာစုံတော့ယူနေတဲ့ကလေးတယောက်ရှိတယ်အဲ့ဒီကလေးနဲ့ငပိတ်နဲ့နောက်တစ်ချက်ကအဲ့ဒီကလေးရွာတိုင်းလဲတက်တယ်ဗျငပိတ်လေးလူငယ်ကိုသူ့တိုင်းပညာပြလိုက်တော့လူငယ်လေးမူးလဲကြအောင်ဆောင်းလိုက်တယ်
ငပိန်ထွက်သွားတာကိုမြင်တော့မှထလာပြီးတော့ဒီကောင်တော်တော်ကိုလက်စာပြေးလာပြီငပိန်လည်းလူငယ်မူးလဲသွားပြီအထင်နဲ့ရွာလူကြီးစီကိုပြေးသွားတာရွာလူကြီးအိမ်ကိုငပိန်မော်တကောနဲ့ရောက်တော့ဘာဖြစ်လာလဲငပိန်ကအမော်တကောနဲ့ဦးကြီးတွေ့ခင်အဖမ်းခံထားရတယ်ဗျဟာဘသူကဖမ်းခံထားရတယ်ရှင်းအောင်ပြောစမ်းမအောင်ငပိန်လေးသူ့မြေတွေးကြရသမျှအကုန်လုံးပြောပြလိုက်တော့တာရွာလူကြီးနဲ့အခွဲလေးစားအုပ်ဆိုင်ကိုထွက်လာခဲ့ကြတယ်ရွာလူကြီးဝဲစားအုပ်ဆိုင်ကိုရောက်တော့လူငယ်ကစားအုပ်ဆိုင်နေရနေအစင်းသေးဆောင်နေတာတကြီးဘာကိစ္စများရှိလို့ပါလဲတကြီးကသူ့လူတွေကိုရှာကြတကြီးဘာဖြစ်လို့လဲဗျခဏနေသိရပါလိမ့်မယ်ဒီကမောင်ရင်မျိုးခင်ပါခင်ဗျမောင်မျိုးခင်တကြီးရဲ့အဖွဲလေးပြန်လာလို့ဘာမှမတွေ့ရဲ့အကြောင်းစတိုကိုင်းထဲမှာစားအဟောင်းနေနေပဲရှုပ်ချက်ခတ်နေရဲ့အကြောင်းပြောလိုက်တာဘာမှမရှိဘူးဟုတ်လားမဖြစ်နိုင်တာကျွန်တော်မျက်လုံးနဲ့တိကျမြင်ခဲ့တာဗျဒီကငါညီကဘာမြင်ခဲ့လို့လဲစတိုကိုင်းထဲမှာဦးကြီးထွေးခင်မေလဲနေတာဗျဒါလိုမှမောင်မျိုးခင်ဦးထွေးခင်ပြောင်းနေရဲဆိုတဲ့တိုင်ကြံရတာလို့ပါဗျာအဖေပြောင်းနေတယ်ဟုတ်လားခမကြီးနော်ဘာတွေကြံစီလုပ်နေရလဲလူကြီးတွေစကားပြောနေရလေမင်းလုံကလေးကဘာတွေဝင်ပြောနေရလဲဒုက္ခပါပဲကျွန်တော်အဖေတခုခုတော့မဖြစ်တော့ပါဘူးနော်မင်းကိုဘယ်သွားမယ်လို့ပြောသွားခဲ့ရလဲဒီအိမ်နဲ့ဒီကြံကိုရှောင်းပြီးမြို့ကိုလိုက်ခဲ့လို့တော့မှားသွားတာလေဗျတခုခုတော့ဖြစ်နေပြီထင်ပါတယ်ဗျာတို့ပါရှာပေးကြမအောင်အဖေပဲကျွန်တော်မှအဖေပဲရှိတော့တာဗျအမေမရှိတော့လို့အဖေရှိတဲ့ရွာကိုလိုက်လာတာအခုအဖေကပါပျောက်နေပြီဆိုတော့လူငယ်ကလေဟန်ပြည့်နဲ့တယောက်ဆောင်နေတော့တာတိတ်ဆိတ်မဟုတ်ဘူးပါနဲ့ကျုပ်သက်ကြီးအမျက်ဆုံးမြန်တွေအောင်ရှာပေးပါမယ်နှောက်ရက်သလိုဖြစ်သွားတဲ့အတွက်ဒီကမောင်မျိုးခင်ကိုအားနာပါတယ်ရှားပါတယ်ဗျာအဖေကသာပြန်ရှာတွေ့မယ်ဆိုရင်ကျွန်တော်ကပူပေါင်းပေးရမှာပေါ့ကဲဒါဆိုလေဒီကမောင်မျိုးခင်ကျုပ်တို့ပြန်လိုက်ပါအောင်မယ်ဟုတ်ကဲ့ကောင်းပါပြီခင်ဗျရွာလူကြီးလည်းအိမ်ပြန်ရောက်လာတော့ငပိန်ကိုဒေါသထွက်နေတော့တာဘလို့ဖြစ်ရလဲငပိန်ကမင်းအကြည့်များမှားတာလားကျွန်တော်အကြည့်မမှားဘူးဗျဦးကြီးထွေးမှဦးကြီးထွေးသိကြတယ်ကျမ်းမြင့်မှာခွေခွေလေးလဲကြနေတာဒါပေမဲ့ငါတို့သွားရှာကြည့်ပြီးပြီပဲဘာတခုမှမတွေ့ဘူးအဲ့ဒါထူးဆန်းနေရပေါ့ဗျခုနကလိုမသေးကြတဲ့အဖြစ်မျိုးကဟိုတငယ်ဘက်ကနေပိုင်နဲ့ကျွန်းလုံးမနဲ့တရားစွဲလို့ရတယ်ကွာသိရလားမသေးကြတာမဟုတ်ဘူးတကြီးသိကြတယ်ဗျကျွန်တော်မျက်လုံးနှလုံးနဲ့သိကြမြင်ခဲ့တာနောက်ပြီးတော့ तू ကကျွန်တော်ကိုနောက်ဆုံးတော့မေးတွေ့သွားပြီပေါ့လို့မေးသေးတယ်မင်းစုံတော့ဝတ္ထုတွေအဖက်များနေရတော့မဟုတ်ပါဘူးနော်ကျွန်တော်တကြီးကိုပြေးကော်နေတော့သူနေရာရွှေ့လိုက်တာဖြစ်ရမှာဘာဟုတ်တယ်တကြီးကျွန်တော်တကြီးကိုလာခေါ်နေတော့သူနေရာရွှေ့လိုက်တာတိတ်ဝဝေးကိုတော့သူရွှေ့လို့ရမှာမဟုတ်ဘူးဗျသိကြတယ်ဦးကြီးတွေအဲ့ဒီအိမ်မှာပဲရှိအောင်မှာငါတို့တိန်လုံးနဲ့ပတ်ရှာရပဲလေတွေ့မှမတွေ့တာကျွန်တော်ခုမှသတိရပြီဦးကြီးတွေမြင့်လေနေအောင်မြင်တော့ကျမ်းမြင်ပေါ်မှာစောင်းနေထားတာကအုတ်တမန်အလေးပေါ်မှာမင်းမကိုပြောချင်တာလေအဲ့ဒီစာအုပ်တွေထားတဲ့နောက်မှာနောက်ထပ်တကားတကူရှိရမယ်ဗျအဲ့တော့ဒီလူဒီညာရင်းချင်းပဲဦးကြီးတွေကိုတခြားနေရာရွှေ့လိမ့်မှာဒါမှမဟုတ်ရင်တော့ဒီညာရင်းချင်းပဲသူတို့မြို့ပေါ်ကိုထွက်သွားကြလိမ့်မှာအချိန်သိမရှိတော့ဘူးတကြီးဦးကြီးတွေကိုကယ်ဖို့ဒီညနောက်ဆုံးပဲတေချာရဲ့လားကွာတက်ဆိုင်ရနဲ့လည်းအလုပ်လုပ်ရမှာဆိုတော့မတေချာရင်ငါတို့ဝတ္တရားနှောက်ယှက်မှုနဲ့ညှိနေမှာတေချာရဲ့တကြီးဒီလိုလိုချင်တာဒါပဲသူ့ကိုတန်တရားကင်းသွားစီချင်တာကျွန်တော်တို့သူ့ကိုတန်တရားဝင်နေအောင်သိတယ်အဲ့ဒါကြောင့်သူ့လိုလိုဖန်တီးလိုက်တာမင်းပြောတာသိကြရဲ့နော်ကျွန်တော်တို့ရွာသားအတွက်ပဲဗျာတိကျခိုင်းတော့သိကြတယ်ဆိုရင်တော့နှုတ်ကြည့်ရမှာပဲဗျတစ်ဖက်မှာလူငယ်ကလည်းအရာအလုံးစိတ်ချရပြီဆိုပြီးမြို့ပေါ်သွားဖို့အတွက်အထုပ်ပိုးတွေပြင်းနေတော့တာမင်းအခုချိန်นี้ငါ့ရဲ့နေရာထွက်မသွားသေးဘူးလားဩတတိယလာမလားဒီနေ့ပဲသွားတော့မှာပါအိမ်နဲ့ကြံအောင်လေအဝယ်တင်ထားပြီဆိုတော့လေမိတော်တော်အောက်တန်းကြတာပဲဒီအချိန်မှာကျုပ်ကိုဒီစကားတွေပြောပြီးကျုပ်တော်သားကိုစွနေမယ်စားအသက်ချမ်းသာပြီကိုတောင်းဆိုနေတာမဟုတ်ဘူးလားဟာမင်းကောင်ဘာလို့မလို့လဲခဏနေသိရမှာပါဗျနှဲလီကရွာလန်းအတိုင်းမြို့ကိုတက်လာနေရလမ်းတနေရာရောက်မှာတော့ရွာလူကြီးတို့ဘက်ကိုတွေ့လိုက်ရတော့လန့်သွားတယ်မမျိုးခင်ညာကြီးဘယ်သွားမလို့လဲကွစင်းအောင်ကဖုန်းရတယ်အမေစင်းကိုတင်လိုက်ရတယ်ဆိုလို့ညာရင်ချိန်မြို့ပေါ်သွားမလို့ဗျတကြီးတို့ကရောဘာလုပ်နေကြရလဲအော်ခုနကရွာတွေကိုတကုံးဝင်နေဆိုလို့လိုက်စစ်နေရပါအဲ့တော့နားရဲမမျိုးခင်ရင်ဦးတို့လည်းစသေးစရာလေးစစ်စစ်ခွင့်ပြုပါကျွန်တော်လည်းပေါ်မှာဘာမှမရှိပါဘူးတကြီးရဲ့လုပ်ငန်းသဘောရပါမမျိုးခင်ရင်
နားလေပြီပါဟေးစစ်ကြရွာလူကြီးလည်းသူ့ဘွဲ့သားတွေကိုစစ်ခိုင်းလိုက်တာသူ့ဘွဲ့သားရဲ့လည်းဦးထွေးခင်ကိုရှာတွေ့သွားကြတယ်လူငယ်လည်းလဲဘွားနေစီမီထွက်ပြေးမဲ့အလုပ်ငပိန်ထွက်လာပြီးရှေ့ကနေဝင်တားတာမင်းငပိန်လည်း2ချက်3ချက်လောက်တိုင်းစာပြစ်ကျွေးလိုက်တယ်သက်ဆိုင်ရာကလူငယ်ကိုအမှုပေါင်းများစွာနဲ့ဖမ်းဆီးလိုက်တော့တာညာရင်းချင်းမဲဦးထွေးခင်ကိုစင်းုံတင်လိုက်ရတယ်တတိပြန်ရောက်လာချိန်မှာတော့ဦးထွေးခင်ကငပိန်ကိုသူ့အသက်ကိုကယ်တင်ခဲ့လို့ကျေးဇူးတွေတင်နေတော့တာကျေးဇူးတင်ပါတယ်ငါတူရဲ့ငါတူပေးတဲ့အသက်ပဲဦးလေးမှရှိပါတော့တယ်တရားလုံးကလည်းငပိန်ကိုရှားလောက်အောင်ငပိန်ဆိုပြီးခေါ်ကြတော့တာပေါ့ဆိုင်ရှင်ကသူ့နားနာကိုကပ်လို့တကယ်လို့ရုပ်တရားလူတွေလိုပဲတွာလာလှူရှားနိုင်မယ်လို့မင်းတယ်လားမဖြစ်နိုင်တာအယုတ်ပါဆိုမှဘလို့လို့လူတွေလိုနေနိုင်ပါလဲတရတော့ဖိုးတို့တွေစာစုကြရာကနေအသေးထွက်လာတဲ့ Toy Story ဆိုတဲ့ကာတွန်းကားကြောင့်ပြောမိကြတာပါမင်းတို့ Toy Story စကားကြည့်ကြလား Toy Story လားအေးငါကြည့်ရဟာဘာလဲကွာဟို Toy Story ကာတွန်းကားဆိုတာ Toy Story ဆိုတာအယုံလေးတွေကြောင်ရှိုက်ထားတဲ့ဇာတ်ကားကွာကြည့်ကြည့်အရန်ကောင်းနေအဲ့ဒီကားထဲမှာဆိုလေအယုံလေးတွေကငါတို့လိုပဲစကားလေးပြောနိုင်နေလမ်းလေးလျှောက်နိုင်နေအကုန်လုံးနိုင်နေကွာကြောက်စရာကောင်းလားဟာမဟုတ်ဘူးအယုံလေးတွေကလေအချင်းချင်းတယောက်နဲ့တယောက်ကူညီကြတဲ့စကားမျိုးသူတို့ပိုင်ရှင်ုံလေသူတို့ကလေအရန်ချစ်တာကြည့်ကြည့်လိုက်ငါစဉ်းစားနေရအဖြစ်မှာရောအယုတ်တွေကအဲ့လိုစကားပြောနိုင်လောက်လားဟာမဖြစ်နိုင်တာငါပေကမင်းရလေစကားကိုစကားလို့သာကြည့်ပါကွာအေးပါကွာငါကလေမေးကြည့်တာပါဒီလိုနဲ့နောက်တစ်နေ့မှာတော့ငပိန်လေရွာရီကမောဆိုင်ကိုထွက်လာရင်လည်းလမ်းမှာမောင်ဘူးနဲ့တွေ့ဟေးမောင်ဘူးလမ်းထဲမှာလည်းဖိတ်စာရင်နဲ့ဘာရှိလို့လဲဟာကိုင်းငပိန်တွေ့ရနေတော့ပဲဗျာတောင်းမွေးနေမို့ဖိတ်စာလိုက်ဖိတ်နေရဗျကိုင်းငပိန်လာခဲ့ရမယ်နော်မင်းမွေးနေလားဘယ်တော့လဲဖိတ်တော်လေလာရတာပေါ့ကွာဒါနဲ့ဘာကျွေးမှလဲကွမွေးနေရတပတ်ခါဗျကျွေးမှာတော့ရေခဲမုံနဲ့ကိမို့ပေါ့ဗျာဖိုးထူးတို့ကိုရောဖိတ်ပြီမလားဖိတ်ပြီဗျလိုက်ဖိတ်ဖို့သွားအောင်မယ်နော်ကိုင်းငပိန်အေးသွားဒီလိုနဲ့မောင်ဘူးနဲ့စကားပြောပြီးနောက်တော့ငပိန်လဲမဝဲဖို့လမ်းဆက်လျှောက်လာခဲ့လိုက်တာဝင်းနေလက်ဆောင်ဘာပေးရမလဲလို့စဉ်းစားပြီးရှောက်ရင်းနဲ့နောက်ဆုံးမှအကြံရသွားတယ်ဟုတ်ပြီရွာတိမှာအစ်စ်လောင်ဖွင့်နဲ့အယုတ်ဆိုင်ရှိတာပဲအဲ့ဒီကအယုတ်တိကိုပဲဝယ်ပေးလိုက်တော့မယ်ဒီလိုနဲ့နောက်ရက်မှာငပိန်လဲသူ့စွထားတဲ့မဖိုးလေးတွေယူလို့အယုတ်ဆိုင်ကိုထွက်လာခဲ့တော့တယ်ဆိုင်ရောက်တော့ငပိန်လဲရုပ်ဆိုင်မှရှိရဲ့မျက်နှာကြီးကိုကြည့်ပြီးလူနဲ့မတူပဲအယုတ်ကြီးနဲ့တူနေရလို့စိတ်ထဲတမျိုးကြီးခံစားလိုက်ရတာ။ဦးအယုတ်ကြည့်မယ်နော်။ကြည့်စကားပြောတော့လေငပိန်ကိုကြည့်ပြီးတော့မပြောဘဲနဲ့သူ့လောက်ချင်ရလုံနေခဲ့တာ။ငပိန်လဲအယုတ်ရွေးနေကသူ့နာရောက်လာပြီးစိုက်ကြည့်နေတဲ့ဆိုင်ရှင်ကိုမြင်တော့လန့်သွားတယ်။အောင်မလေးဗျဆိုင်ရှင်ကငပိန်ကိုပြောပြလို့တားလို့ကျင်တဲ့ရုပ်တွေ့ပြီလား။ကုရှာပေးရမလား။ရပါရဲ့ဗျအခုတိတော့မတွေ့သေးဘူးဘလို့ရုပ်မျိုးရှာနေရလဲလူလေအဲ့လိုတော့မရှိဘူးဗျသဘောကျတာတွေ့ရင်ဝယ်မလို့ပါခင်ဗျတားအတွက်ဆိုဒီရုပ်လေရောဆိုင်ရှင်ကအမွေးပေါက်ဝုံဝုံရှုံကြီးကိုလာပြတယ်ကျွန်တော်ဆုံးဖို့အတွက်မဟုတ်ဘူးဗျလက်ဆောင်ပေးမလို့ဒါဆိုရင်အခုတလောကလေးတွေသဘောကျကြတယ်ဆိုင်ရှင်ကမိန်းကလေးစောတဲ့ဘိုမရုပ်ကြီးကိုလာပြတယ်လက်ဆောင်ပေးမဲ့သူကယောက်ျားလေးဗျမိန်းကလေးမဟုတ်ဘူးကျွန်တော်အထင်သူဒါမျိုးရုပ်ကိုကြိုက်မှာမဟုတ်တော့ဘူးဗျဟုတ်လားဒါဆို तू ကဘလို့အရုပ်မျိုးကြိုက်တတ်တာလဲဆိုင်ရှင်ရဲ့စကားပြောတဲ့လီတန်ကလုံးဝတသက်မတဲဖြစ်နေပြီးတော့နှိမ်သွားတာမြင့်လာတာမျိုးလည်းမရှိတာကိုငပိန်သတိထားမိသွားတယ်ဟိုရပါတယ်ဗျကျွန်တော်မှသာကျွန်တော်ရှာကြည့်လိုက်မယ်နော်ဒီလိုနဲ့ငပိန်လေးအရုပ်ဆိုင်တစ်ဆိုင်လုံးပတ်ပြီးရှာတော့တာသူနောက်ကနေတယောက်ယောက်ကတောက်လျှောက်လိုက်လာပြီးစောင့်ကြည့်နေတယ်လို့ခံစားနေရတယ်ဒါပေမဲ့ငပိန်ကမကြောက်တတ်ပဲတိုင်းလဲတက်ပြီးတက်တိလဲရှိတော့ဂူးမဆိုင်ပင်နဲ့ဆက်ရှာနေတာနောက်ဆုံးမှာတော့ငပိန်လိုချင်တဲ့ရုပ်ကိုရှာတွေ့သွားတယ်အဲ့ဒါက Toy Story ထဲမှာပါတဲ့သူ့အကြိုက်ဆုံးဇာတ်ကောင်ဘတ်အလင်းနဲ့ရဲ့အယုံလေးဖြစ်နေတာဒါလေးပဲယူလိုက်မယ်နော်ဦးသူကင်မင်းကြည့်နေတော့ဆိုင်ရှင်ကသူ့လက်တရားနဲ့အယုတ်ကိုဖျက်လူသွားတယ်အဲ့ဒီအချိန်ဆိုင်ရှင်လက်ကအမရွတ်ကိုငပိန်သတိထားမိလိုက်တယ်
ကောင်းတော့မှငွေလာရှင်းပြီနော်ဟာဘလို့တော့လားငပိန်လဲငွေရှင်းနေရင်ကအနှဲငယ်ဆက်စုကြည့်တာဘယ်ကနေဆိုင်လာဖွင့်တာလေးဗျမြို့ပေါ်ကနေဆိုတော့ဆိုင်ခွဲတွေရှိမှာပေါ့နော်အရန်ရောင်းရလို့နေမှာကျွန်တော်တို့ရှောင်းမတီလာဖွင့်နေဆိုတော့ဆိုင်ခွဲမရှိဘူးလို့လေဒီဆိုင်နေပြီအောင်ဘူးရဲ့မွေးနေ့ရောက်တော့ငပိန်လဲမွေးနေ့လက်ဆောင်ပြေဝယ်လာတဲ့ရုပ်ကိုယူပြီးထွက်လာမယ်အလုံးအရုပ်ကသူထားတဲ့နေရာမှာမရှိမနေပဲနဲ့တခြားနေရာမှာရောက်နေရကိုတွေ့လိုက်ရတယ်ဟာအရုပ်ကငါထားတဲ့နေရာမှာမရှိဘဲနဲ့ဘလို့ဒီကိုရောက်နေရလဲဇက်ကားတွေကလို့အသက်ဝင်တော့လားဟာငပိန်လဲသူ့ထားမတဲ့အချင်းနဲ့စတော့ပြောဆိုလို့အရုပ်ကိုယူပြီးပို့ထရိုစီကိုထွက်လာတော့တယ်နောက်တော့ငပိန်လဲလမ်းမှာဖိုးထူးကိုနေတွေ့တယ်မင်းတို့ကဘာလက်ဆောင်တွေပေးကြမှာလဲငါကဘောလုံးမင်းရောငါကကိုမဝူးပေးမှာမင်းဝိုင်နင်းရောငါကကျုံးဝိတ်ပေးမှာဟာငပိန်နင်းရောငါကအရုပ်ဝယ်လာတယ်မင်းအဲ့ဒီရုပ်ကိုဘယ်ကဝယ်တာလဲလမ်းတိကအရုပ်ဆိုင်ကလေဘာဖြစ်လို့လဲမင်းမို့အဲ့ဒီဆိုင်ကဝယ်တယ်ဆိုင်ရှင်ကဘလို့ကြီးမှန်းလည်းမသိဘူးငါတော့ကြက်သိမ်းထားတယ်ငါနဲ့တော့အဆင်ပြေပါတယ်အေးပါကွာဒါနဲ့မင်းတို့တခုမေးအောင်မေးအေးမင်းလေပါလေတကယ်ပဲရုပ်တရားငါတို့လိုစကားလေးပြောနိုင်ပြီးလမ်းလေးရှောက်နိုင်နေဆိုဘယ်လိုလုပ်မလဲဟာလာပြန်ပြီဘာလို့ဘယ်လိုလုပ်ရမှာလဲငပိန်ကမဖြစ်နိုင်တာငပိန်မင်းကဘာလို့အဲ့လိုထင်ရလဲကွငပိန်လေဘာမှမရှိရမသေးချသေးတာဆိုတော့မဟုတ်ပါဘူးကွာဒီတိုင်းမေးကြည့်တာဒီကောင်စကားအကြည့်များနေမှာပေါ့ကွာဒီလိုနဲ့မောင်ဘူးတို့အိမ်ကိုရောက်တော့လက်ဆောင်ပေးလိုက်တယ်မိုက်တယ်တားကြိုက်တယ်ကိုင်းငပိန်ကျေးဇူးပါပဲဗျာအဖေကိုဒီရှုံဝယ်ခိုင်းနေတာကြားလာပြီအဖေကအစ်စ်နေရမှာဝယ်ပေးမယ်ပြောနေတာခုတော့ကိုင်းငပိန်ကျေးဇူးနဲ့ရပြီဒီလိုနဲ့မှဘူးလေငပိန်ပေးတဲ့ရုပ်ကိုသဘောကျပြီးကြားလို့ဘဲဟိုသွားယူသွားတော့တာပါဒါမဲ့တည်းမှာတော့မောင်ဘူးရဲ့ရုပ်လေးပျောက်သွားတယ်မောင်ဘူးလည်းနေရာနဲ့မှလက်ရှာလို့သူ့မိတို့ကိုလည်းမေးကြည့်တာဘယ်သူမှလည်းမတွေ့မိကြသလိုအရုပ်ကလည်းပျောက်ချင်းမလားပျောက်သွားတယ်အမေတားရှုံလေးမတွေ့မိဘူးလားဗျမတွေ့မိပါဘူးတားကိုရောမယူထားဘူးလားမေးကြည့်ပါဦးတားမေးမိပြီဗျသူမစော့ဘူးတဲ့အမေရဲ့ကိုင်းငပိန်ပေးထားတဲ့ရုပ်လေးပြောင်းတော့သွားပါပြီဗျာခုမှသွားမနေနဲ့ကိုယ့်ဟာကိုယ်တေချာမှမသိမ်းတာဒီစကားကိုခဏပြောနေရပြောင်းရင်မေးပြီးသိမ့်လို့ပြောတော့မသိမ်းဘူးမောင်ဘူးလေသူ့အတွက်မွေးနေ့လက်ဆောင်မြေပေးထားတဲ့ပစ္စည်းကိုတေချာမထိန်သိမ်းမပြောင်းအောင်လုပ်မိလို့အားနာပြီးစင်မကောင်းဖြစ်နေတော့တာမောင်ဘူးလည်းအာနာပေမဲ့တက်တိမွေးပြီးပျောက်သွားတဲ့အကြောင်းပြောပြမှုအတွက်ငပိန်စီကိုရောက်လာခဲ့တယ်။ကိုင်းငပိန်တာပြောစရာရှိလို့ဗျ။အေးပြောလေဘာလဲကွာ။တာကိုစိတ်မဆိုးနဲ့နော်။ကိုင်းငပိန်ဝယ်ပေးထားတဲ့အရုပ်လေးပျောက်သွားတယ်။ပျောက်သွားတယ်ဟုတ်လား။ဘလို့ပျောက်သွားလဲ။ကိုင်းငပိန်တာကိုစိတ်ဆိုးသွားလိုက်ရင်မဆိုးပါဘူးကွာ။ဘလို့ဖြစ်ပြီးတော့ပျောက်သွားလဲပြောပါဦး။တာလည်းမသိဘူး။လွယ်ရီထဲမှာပဲထည့်ထားတာ။ကျောင်းမှာပျောက်သွားလား။တာမသိဘူးဗျကျောင်းမှာပျောက်တာလားအိမ်မှာပျောက်တာလားဆိုတာအေးပါဘာမှဖြစ်ပါဘူးစိတ်လည်းမစိုးမင်းထားမှတာနေမှာပေါ့အဲ့လိုနဲ့မောင်ပုလည်းငပိန်နဲ့စကားပြောပြီးတော့ပြန်သွားတော့တယ်နောက်တစ်ရက်မှာတော့ငပိန်လည်းရုပ်ဆိုင်ကိုနောက်တစ်ခေါက်ထပ်သွားတယ်အော်ဟိုတနေ့ကကလေးပဲဘလို့လဲမင်းတကယ်ချင်းကမွေးနေ့လက်ဆောင်သဘောကျရဲ့လားကြိုက်တယ်လေဗျသူတိတ်သဘောကျတယ်ဒါပေမဲ့ငပိန်လည်းစကားအောင်မဆက်ပဲရပ်ထားလိုက်တယ်။ဒါပေမဲ့ဘာဖြစ်လဲ။အဲ့ဒီအရုပ်ကလေးပျောက်သွားတယ်။ဘာပျောက်သွားတယ်ဟုတ်လား။ဟုတ်တယ်ဗျ။ဘာဖြစ်လို့လဲ။ဆိုင်ရှင်ကသူ့နာနာကိုကတ်လို့တကယ်လို့ရုပ်တွေကလူတွေလိုပဲတွာလာလှူရှားနိုင်မယ်လို့မင်းတယ်လား။မဖြစ်နိုင်တာအရုပ်ပါဆိုမှဘလို့လို့လူတွေလိုနေနိုင်မှာလဲ။အဲ့တော့မှဆိုင်ရှင်လည်းသူဘာတွေပြောခဲ့ပါလဲလို့အတိပြန်ဝင်ပြီးမျက်နှာကိုပြုံးလိုက်ပြန်တာ။အေးပေါ့ဟုတ်တာပေါ့ဟိုတနေ့ကဝယ်သွားတဲ့အရုပ်မျိုးတရုတ်တယ်ပြီးလက်ဆောင်ပေးမလို့အဲ့ဒါရှိသေးရဲ့မလားဗျရှိတယ်ဒီလိုနဲ့ငပိန်လေဆိုင်ထဲကိုဝင်လို့အရုပ်နောက်ထပ်တရုတ်ကိုဝယ်လိုက်တာဆိုင်ရှိရဲ့မိစကားကြောင့်ရောသူ့ရဲ့စမ်းသက်ခြင်းနဲ့စိတ်ကြောင့်ရောအဲ့ဒီနောက်ထပ်တရုတ်ကိုတေချာအမှန်အသားမသိတောင်လုံးလိုက်ပြီးတော့မောင်ဖို့ကိုလက်ဆောင်သွားပေးလိုက်တာမောင်ဖို့လေနောက်ထပ်သူကြိုက်တဲ့ရုပ်မျိုးလက်ဆောင်တရားတော့ပျော်သွားတယ်ဟာကိုင်းငပိန်တောင်းနောက်တရုတ်ထောက်ဝယ်ပေးတာပေါ့ဟုတ်လားဗျအေးဟုတ်တယ်
ဒါပေမဲ့ခုတကဒီရုပ်ထက်ပြောက်သွားခင်ငါ့ကိုလာပြောလေအောင်တော့မဟုတ်ဟုတ်ကဲ့ပါဗျတားလာပြောပါမယ်ဒါပေမဲ့မောင်ဘူးကကြာကြာမပြောလိုက်ရပေနဲ့အဲ့ဒီရုပ်ကထပ်ပြီးပျောက်သွားတော့ငပိတ်အောင်လာပြီးပြောပြတာကိုင်းငပိတ်တားရှုပ်လေးပျောက်သွားပြန်ပြီတားရှင်တခါလိုဖြစ်မှာဆိုလို့သူ့ကိုရိတ်တကြီးကြီးနဲ့ကြည်နေရဗျထားပါဒါကမောင်ဘူးအမားမဟုတ်ဘူးဒီကိစ္စကိုကိုကြီးပြေရှားလိုက်အောင်မေငပိတ်လေတခုခုတော့တခုခုပဲလို့တွက်မိလိုက်ပြင်မေဘာဘလို့ဆိုတာကိုတော့ဆက်ဆက်ကြည့်လို့မရဘူးဖြစ်နေတာအဲ့ဒါနဲ့နောက်ထပ်တစ်ရက်မှာတော့အမှန်သားလုပ်ထားတဲ့အယုတ်အဲ့ဒီရုပ်ဆိုင်မှာရှိနေလားဆိုပြီးသိချင်တာနဲ့ထပ်သွားခဲ့ပြန်တာထပ်လာပြန်ပြီနော်ဟုတ်တယ်ဗျဒီကောင်လေးကလေတော်တော်နမောနမင်းနိုင်တာခဏခဏအယုတ်ကိုဖျောက်ပြစ်နေတာထပ်ပြောက်ပြန်မလားဟိုကျွန်တော်ကတော့လေဦးကြီးကိုလှုပ်ချင်းနေရနေတူတော့မှာပဲပျောက်တိုင်းခဏခဏလားဝယ်နေရတော့ဒါနဲ့ငပိန်လဲဆိုင်ထဲမှာသူ့အမှတ်သားလုပ်ထားတဲ့အယုတ်ရှိမရှိဆိုတာလိုက်ရှာတော့မှန်မောင်ထဲမှာမျက်လုံးသားအဆက်လေးဆက်ရှိနေတဲ့သူ့မှတ်ထားခဲ့တဲ့ရုပ်ကိုရှာတွေ့သွားတော့တာငပိန်လဲစဝေးစွာနဲ့ဘာလို့ရမယ်ဆိုတာမသိအောင်လို့စဉ်းစားခတ်သွားပြီးနောက်တဲ့အယုတ်တစ်ခုကိုဝယ်လို့သူ့စီမှာထားဖို့ဆုံးဖြတ်လိုက်တယ်ညအချိန်ရောက်တော့အိမ်မက်လိုလိုတကယ်လိုလိုနဲ့ငပိန်ကရုပ်ဆိုင်တွေကိုရောက်သွားတာဟာငါဘာလို့ဒီကိုရောက်နေရလဲတားတို့ခေါ်လာပါငပိန်လဲဘယ်ရလာတယ်ဆိုတာမသိဘဲနဲ့အတန်သာကြားနေရတယ်ဘာတူလဲငါမင်းတို့မမြင်ရဘူးစင်မော်ကြည့်ပြီးပါတားတို့ရှိပါတယ်ငပိန်လဲစင်မော်ကိုကျင်းလိုက်တော့အယုတ်တွေကိုပဲမြင်ရပြီးကျန်တာဘာမှမမြင်ရတဲ့အတွက်ကြောင့်လာစားမနေနဲ့ကွစင်မော်မှာရုပ်တွေပဲရှိတယ်မင်းဘယ်ကနေပြောနေရလဲတားတို့ကရုပ်တွေပါပဲငပိန်လဲလန့်သွားတယ်အယုတ်တွေဟုတ်လားမဖြစ်နိုင်တာအယုတ်တွေကစကားမှမပြောတာဟုတ်ပါတယ်တားတို့စကားမပြောနိုင်ပါဘူးဒါကအိမ်မက်တင်မှမလို့ပါတားတို့ကိုကူညီပါနော်ဟမ်ငါကဘာကိုကူညီရမှာလဲနောက်ပြီးတားတို့ကိုကူညီနိုင်တာဆိုလို့အကိုပဲရှိလို့ပါဘာလို့လဲတူညီတဲ့အယုတ်ကိုသုံးကဝယ်တဲ့သူကိုပဲတားတို့ကအိမ်မက်ပေးခွင့်ရှိတာပါမဟုတ်ရှင်တော့အိမ်မက်ပေးခွင့်မရှိပါဘူးအေးပါပြောငါဘာကူညီပြမလဲဆိုင်ရှင်ကတားတို့ကိုဖမ်းခေါ်လာတာပါငပိန်ကလည်းအတော်လေးကိုခေါင်းရှုပ်သွားတာဖမ်းခေါ်လာတယ်ဘလို့ကြီးလဲကွာဆိုင်ရှင်ကကျွန်တော်တို့ပိုင်ရှင်စီကနေမတရားနည်းနဲ့လူယူပြီးတော့ကျွန်တော်တို့ကိုခေါ်လာတာပါဘလို့ဒါလို့ပါကျွန်တော်တို့ကမြို့ပေါ်ဆိုင်ရာရုပ်တွေပါကျွန်တော်တို့မှာပိုင်ရှင်ရှိပြီးသားပါတရက်ကြာဒီလူကြီးရောက်လာပါတယ်ဆိုင်ရှင်နဲ့စီးပွားရေးကိစ္စတွေပြောပြီးရက်တော်အကြာမှာဒီဆိုင်ကိုမလိမ့်တစ်ပတ်လုပ်ပြီးလူယူသွားပါတယ်ကျွန်တော်တို့ပိုင်ရှင်စီပြန်ဖို့ပေးပါနော်ဘလို့ပြန်ဖို့ပေးရမှာလဲဒီလူကြီးကတကိုးပါမျက်နှာမျိုးမျိုးပြောင်းပြီးတော့လှုပ်ရှားနေရပါအခုဒီမျက်နှာကသူ့မျက်နှာဆင်မဟုတ်ပါဘူးအတက်ကက်မျက်နှာပုံစွတ်ထားတာပါနောက်ပြီးသူကငွေကြေးအလွဲသုံးစားလုံးမှုနဲ့အပန်းကန်နေရတဲ့လူတစ်ယောက်ပါအခုကထွက်ပြေးတိမ်းရှောင်နေရပါငါကမင်းတို့ပြောတာဘလို့ရောရမှာလဲမနေ့ပြန်ကြရင်သတင်းစာထွက်မှာအဲ့ဒီသတင်းစာမှာသတင်းပါလိမ့်မယ်ကျွန်တော်တို့ကိုကူညီပါနော်မင်းတို့ပြောတာမှန်နေဆိုရင်တော့ငါမင်းတို့ကိုကူညီမှာပါနောက်တနေ့မနက်မှာတော့မုံဆိုင်မှာသတင်းစာသွားဝယ်လို့ချက်ချင်းပဲဖတ်ကြည့်လိုက်တာမနေ့ကသူ့ကိုအိမ်မက်ထဲမှာပြောခဲ့တဲ့အတိုင်းပဲသတင်းစာမှာပါလာတယ်ညတော့ငါကြုံတွေ့ခဲ့တဲ့ဖြစ်ကတကယ်ပါလားဒါလို့ဆိုရင်တော့သူတို့ကိုပြောခဲ့တဲ့အတိုင်းကူညီမဖြစ်တော့မှာငပိန်လေဒါမျိုးစွန့်စားတဲ့လူကိုသဘောကျတာဆိုတော့ကူညီဖို့အတွက်ဆုံးဖြတ်လိုက်တော့တာငပိန်ကဖိုးထုကိုပြေးချောင်းကုန်စီပြောပြပြီးသူ့ကိုကူညီပေးဖို့ပြောတယ်ဖိုးထုလည်းငပိန်ကိုကူညီဖို့အတွက်ဆုံးဖြတ်လိုက်တာညမှာငါတို့ကသူ့အိမ်ထဲကိုခိုးဝင်ရမှာညဆိုရင်သူ့မျက်နှာကိုဖျက်ရင်ဖျက်ထားမှာနောက်ပြီးငါသူ့မျက်နှာကိုမှတ်မိနေရဆိုတော့ငါဆိုရင်သူ့မျက်နှာဖုံးတက်ပြီးတော့ထွက်လာလိမ့်မယ်ငါမဟုတ်ဘူးဆိုရင်သူ့မျက်နှာဖုံးတက်ချင်မှတက်လိမ့်မှာအဲ့တော့မင်းကဆိုင်ထဲကိုဝင်သွားပြီးအယုံဝင်မဲ့သူပြင်ဟန်ဆောင်ရမယ်အဲ့ဒီချိန်ငါကမျက်နှာဖုံးကိုရအောင်ရှာမယ်ဟုတ်ပြီလေဒါလိုနဲ့ဖိုးတူလည်းမောင်ဘူးကိုခေါ်လို့ညဘက်ကြီးမှာအယုံဆိုင်ရဲ့တကားကိုသွားခောက်တယ်ဟေးဘာလဲဆိုင်ပိတ်မီမရောင်းတော့လို့ပါဦးရေကျွန်တော်ညီလေးရမ်းတွေကြီးကြပြီးငိုနေလို့ပါဟိုတရုတ်လောက်ဖြစ်ဖြစ်တော့ရောင်းပေးပါနော်ဆိုင်ပိတ်ပြီမနေ့ကမှလာတော့မနေ့ကအစောကြီးရွာကနေထွက်သွားရမှာမလို့ပါဦးရေတရုတ်လောက်ဖြစ်ဖြစ်ရောင်းပေးပါနော်ဇက်တိုက်ထားတဲ့အတိုင်းမောင်ဘူးကလည်းတက်ကုံအောင်ငိုရီညီလေးတိတ်အကိုဝယ်ပေးမယ်နော်ဆိုင်ရှင်လေးစူညံအတန်တွေကြောင့်တကားကိုဖွင့်ပြလိုက်တယ်အဲ့ဒီချိန်ကပိန်လေးနောက်ဝေးတကားကိုဝင်လာလို့
အိမ်ငန်းလို့ထင်ရတဲ့ကန်တကန်နဲ့ကိုဝင်လာခဲ့လိုက်တယ်ဟာဒီလူကြီးရဲ့ဂျန်နီကကြီးလာပါလားအခန်းထဲမှာအသားကက်မျက်နှာဖုံးတွေနဲ့မိတ်ကပ်ပြင်းတဲ့ပစ္စည်းတွေစုံကိုတွေ့လိုက်ရှာတော့လုံးဝမယုံနိုင်အောင်ဖြစ်သွားတာငပိန်တို့လည်းညရင်ချင်းပဲတကြီးကိုသွားပြောလိုက်ကြပြီးပြန်လာခဲ့ကြတယ်မင်းဒီအကြောင်းကိုဘယ်လိုသိရလဲမင်းယုံမလားတော့မသိပေမဲ့အယုတ်တရားငါ့ကိုအိမ်မက်လာပေးတာဟမ်တကယ်ကြီးလားဟုတ်တယ်ဒါသူတို့ကြောင့်ငါလုံနိုင်တာပဲနောက်ပြီးမင်းတို့ကြောင့်ပေါ့ဒီလိုနဲ့ညရောက်တော့ငပိန်လဲအိမ်မက်ထက်မှတ်ပြီးအိမ်မက်တင်မှာအယုတ်လီဟာသူ့ကိုကူညီပေးလို့ကျေးဇူးတင်ကြောင်းစကားတွေအများကြီးပြောပြီးတော့ပျော်ရွှင်စွာနဲ့အဝေးကိုထွက်သွားတော့တယ်တကူလေးပတ်စံတစ်တာပိုင်ပြေးလာတာငပိန်ရှိရဲ့တစ်ပြည့်ရှိရဲ့ဖြက်ငပိန်ကခြေတိုးခံလိုက်တာမှောက်ရက်လဲသွားတယ်အောင်မလေးပြပလုတ်တော့ငပိန်လေးတကူပေါ်တက်ခွာလိုက်ပြီးသူ့အားနဲ့ရိုက်ပုတ်တယ်မှတ်ပလားဟမ်မှတ်ပလားငပိန်ကဘာမှတ်လို့ကြောက်ပါပြီအသက်ချမ်းသာပြီပါဗျာမရှိလို့ကြံရများနေဆုံးခိုးမိတာပါဗျာဖိုးထူးနဲ့မိဝိုင်းကလက်ပတ်တော့စားလိုက်ရင်တွင်ချမ်းတောက်လိုက်လုံနေပြီးတုပ်ပေါ်ကတော့ကွက်ပြစ်ပေါ်လင်းနေတယ်ငပိန်ကဒေါ်လေးနဲ့ခိုင်းထားလို့ထင်းလို့ဖို့အတွက်တစ်တီခွဲတယ်တုပ်ပေါ်ကငပိန်မင်းကအယိုးတွေကအားရရှိရနော်ဒီလောက်ပစိန်အလေးကြီးကိုမှပြီးတစ်တီခွဲနေတာရုပ်ရှင်နေရအတိုင်းပဲတုပ်ပေါ်ကဟာတာပဲနော်သူများရင်လားလေတော့လေစားကောင်းအောင်လို့ချင်းမွန်ကန်ဖွင့်နေတာငပိန်ကလူသားပိန်တာငါတို့တက်ကြီးချက်ပဲအပြေးလဲချမ်းမြေုံပေါ့ဒါနဲ့မိပိုင်းနဲ့တူပေါ့နင်တို့သိကြလားဟဲ့စကားဆက်ဆက်မရှိဘာတော့ငါတို့တငယ်ချင်းကြီးငပိန်လေတိုင်းဆရာငပိန်ဆိုပြီးဘလို့ဖြစ်လာတယ်ဆိုရင်နောက်ကြောင်းမင်းတို့မသိလိုက်ကြအောင်မဟုတ်လားသူ့ဘာသာတိုင်းယူတာကိုရွာလူကြီးတွေကရှောက်ပြီးအပြောင်မြက်ခေါ်ကြတာမဟုတ်ဘူးလားအေးပေါ့မင်းတို့အဲ့တော့မြို့ကိုအလဲသွားနေကြတာဘယ်သိလိုက်မှလဲပြီးခဲ့တဲ့2နှစ်လောက်ကဟာရွာကိုတကုန်းနှစ်ယောက်ညားဘက်ကြီးဝင်ပြီးတကြီးပက်ဆန်နေဝင်ခိုးသွားတာလीသိလားအဲ့ဒါနဲ့ဘာဆိုင်တော့ငပိန်ကဖိုးထူဟဲ့မင်းမဲငါ့အကြောင်းပြောပြလိုက်စမ်းပါဒီကလေးတွေကလေဆရာကြီးကြောင့်မသိသေးဘူးဆိုတော့တကူက2ယောက်ဟာရွာသားရေလိုက်တာမမိဘူးမိုင်းမိကြီးကဒုက္ခနဲ့ပြစ်ပေါက်လိုက်တာတယောက်မှန်ပြီးမိသွားတယ်နောက်တစ်ယောက်ကဟောဒီငပိန်ဖမ်းတာဟာဖြစ်နိုင်တာလေပြောစမ်းပါဟဲ့ရွာလူတွေရောက်တော့တကူကငပိန်ကချုပ်ထားပြီးပတ်စံတွေလည်းအကုန်ပြဲရတယ်တဲ့မဲတဲဟုတ်ပါလားပြောပါဦးမင်းဘလို့ဖမ်းလိုက်တာမင်းတို့အံ့ဩသွားကြပြီမလားပြောရမယ်ဆိုရင်ဇလန်းရှိအေးလေပြီးရင်ငါတို့ပြန်တင်ပြီးတော့ကဲပြောပြမယ်ဒါကဒီလိုရှိတယ်ကွမိခဲမကသူ့အိမ်ချန်နေရမြေမှာထောင်ဆိုင်ထားတဲ့ငပြောတုံးကြီးကိုဘဲညာလက်တီထိုးနေရောတယ်ငပိန်ကြည့်ပြီးတော့သူ့ဘာသာရေရွတ်နေမိတယ်မိုင်းမိခဲကမိုက်လိုက်တာလက်မနာဘူးလားမသိဘူးမိခဲမအားမဲ့ပြင်းနေကြည့်နေရကိုငပိန်ကလည်းမသိအောင်လို့ချောင်းကြည့်နေရပေါ့မိုင်းမိခဲရဲ့ကွက်တီမှတ်ထားပြီးတော့အိမ်မှာပြန်ကြည့်အောင်ပါမယ်ဒီလိုတွေးနေတော့ရှိတယ်ငပိန်ကောင်တက်တဲ့ကိုတို့တွေကြောင့်လာမယ်တော့တာပါအမလိမျက်စော်ဖေးနားလိုက်တာဗျာခေါင်းကိုလက်နဲ့ပုတ်ရင်ငပိန်ကနာလို့အော်နေချင်းမိခဲမလှမ်းမြေသွားတယ်ဟဲ့ငပိန်အဲ့ဒီမှာကိုချောင်းနေဘာလုပ်နေရတော့ပြားမဟိုရင်မမိခဲစီကိုလာတာဗျငါစီလာတာဆိုလေခြံရှင်းရနေပတ်လာလေဘာလို့အမှရက်နေရတော့ဟဲ့ဟုတ်ကဲ့ဗျငပိန်လဲရက်နေရကမိခဲမခြံနဲ့ဝင်လာတယ်မိခဲမကပြမအောင်ခေါင်းတော်နားသွားလားနားတာဗောဗျအာကြီးနဲ့လက်တံတော်ပြောင်းလာပြီမသိရင်လေတက်မဲ့ပြီးတော့ပောက်ခံလိုက်ရတယ်လို့ပဲငပိန်ရဲ့တကယ်မလုပ်ရပါဘူးအရှိန်များပြီးလက်ထက်ကလွတ်ထွက်သွားပြီးတော့သွားမှန်တာပါဟဲ့ဒါဆိုကျွန်တော်ကန်ဆိုးတာပေါ့နော်ဟုတ်မှာကဲလိုင်းကိစ္စဆိုပါအောင်ဟိုကိစ္စရှိလို့ရတော့မဟုတ်ဘူးဗျဖိုးထူးရင်ကိုသွားလိမ့်မလို့မမိကဲတိုင်းကျင်နေရတွေ့ပြီးတော့သဘောကျလို့ရက်ကြည့်နေရပါဗျဒါနဲ့ငပိန်ကရောကိုကိုင်ပညာစိတ်ဝင်စားတယ်ပေါ့ဟုတ်လားမမိကဲကလေယောက်ျားလေးပဲစိတ်ဝင်စားတာပေါ့ဗျတောကောင်ကြီးရမ်းမဲ့ဖြစ်လူစိုးတကိုးတွေကိုရှင်းဖိုက်လို့ရတာပေါ့ဒါဆိုတိုင်းပညာသင်ကြလားညာမိုင်းမိကဲတကယ်ပြောတာလားဗျတင်တော့သင်မေးနိုင်ပါလေဒါပေမဲ့စကားနားထောင်ရမယ်ပြောတဲ့အတိုင်းလေ့ကျင့်နိုင်ရမယ်ကိုကိုင်ပညာဆိုတာ
ပေါ်ပါလွယ်ကူတာမျိုးမဟုတ်ဘူးလေ့ကျင့်ငယ်မျိုးစုံကိုအားရင်ပြင်းနဲ့အပင်မဲ့ခံနိုင်မှရမှာဟာရတယ်ကျွန်တော်အကောင်းဆုံးစူးစမ်းမယ်ဗျာဒါနဲ့ဒီနေ့ကစပြီးတော့သင်ပြီးတော့မှလားဗျအမလေးဟဲ့တင်တန်းသားတအားကိုတက်ကြွနေပါလားဒီနေ့တော့ခေါင်းလင်းတာနားလိုက်တော့နောက်တစ်ပတ်ကြောင်းမိမှသင်ပေးမယ်ဟုတ်လားဟုတ်ကျွန်တော်တေချာမောက်လာခဲ့ပါမယ်ဗျမနက်ခင်းတစ်ခုမှာတော့ဖိုးတူတို့၃ယောက်တောင်စပိန်နှစ်စီးနဲ့ငပိတ်ရင်ရှိကိုရောက်လာကြတယ်ဖိုးတူကငပိတ်ရင်ငပိတ်ငါတို့လာတယ်ကွငပိတ်ကပြန်မတူတော့မိဝိုင်းကဖိုးတူငပိတ်ကအိမ်မရောရှိလို့လားငပိတ်ရင်ငါတို့ရှောင်းနေရဲ့ကွအဲ့တော့မှအိမ်မော်ကဆင်းလာပြီးငပိတ်ကဟာဖိုးတူတို့ပါလားစပိန်နေနေရောပဲငါတို့ပိတ်ရက်ဆိုတော့စပိန်ထွက်စီကြမယ်လေအဲ့ဒါမင်းကိုလှည့်လာခေါ်တာဟုတ်တယ်အပြန်မုံစည်းတန်းဝင်ပြီးမုံဝင်စားကြမှာငါဒီနေ့တော့မလိုက်တော့ဘူးကွဘာလဲအရှိခိုင်းတာရှိလို့လားခိုင်းတာတော့မဟုတ်ဘူးကွငါမိုင်းမီကေစီကိုကိစ္စလေးရှိလို့ဟုတ်လားဘာကိစ္စလဲနောက်မှပြောပြမယ်ဟိုဒါနဲ့တလက်စားတွေငါ့ကိုလိုက်ဖို့ကွာတော့ပေါ့ငါမင်းစပိန်တော့ကလိုက်စီမယ်ပြောဆွဆွနေငပိန်ကတော့ပေါ်စပိန်ဟောချက်ချင်းတက်ခံလိုက်တယ်အေးဒါဆိုလေသွားကြတာပေါ့ဒါလုံနဲ့စပိန်နဲ့စီငပိန်ရှိကပြီးမိကဲမစီကိုမောင်းထွက်သွားကြတယ်ဒါလုံနဲ့ပို့တူတို့လေမိကဲမရင်ကိုရောက်လာကြတယ်မိကဲမကအော်ငပိန်တော့ရောက်လာပြီပဲရိယရှိတာပို့တူကိုလည်းပါတယ်ပေါ့ဟုတ်ကျွန်တော်တို့နဲ့စပိန်ကလိုက်စီးခဲ့တာမင်းတို့တွေသွားလို့ရပြီနောက်ရက်မှပဲအတူဆော့ကြတာပေါ့အေးဒါဆိုလေငါတို့သွားတော့မယ်တုပ်ပေါ်လေစပိန်နေပြီးတော့ရှေ့ကထွက်သွားတယ်ဖိုးတူလည်းပြောဆွဆွနေမိုင်းမိခဲ့ဒါဆိုရင်ကျွန်တော်သွားပြီနော်အေးကျူးဆိုင်စီးကြအောင်နော်တက်တာဒီလိုနဲ့ဖိုးတူတို့တည်းစပိန်မောင်းထွက်သွားကြတယ်မိခဲမကအမေငပိန်ကဘောင်းမီတို့အင်ညင်လည်းပြင်းနေဖက်ရှင်ကြနေပါလားဟေးကိုကဲပညာသင်ပါဆိုတော့ပေါ့ပါရှိအောင်ဝစ်လာတာဗျကဲဒါဆိုလဲစကြတာပေါ့ဒါနဲ့ကြည့်ရတာပိန်တော့လေးစင်ကန်တွေလုံနိုင်မှာမလားအာဒီမှာကြည့်ဘလားရှိပါတယ်ဗျအယိုးထဲမှာအားရရှိကျွန်တော်စူးစမ်းပြီးသင်ယူပါမယ်ဟုတ်ပြီဒါဆိုတက်လုံကောင်းမှုအတွက်အရှိန်ဆုံးဇက်တိုက်ပြေးရမယ်ရက်ခိုင်းမှာရက်ရမယ်ကျွန်တော်မိုင်းစီယာတိုင်းတင်တာကိုဘယ်သူမှမသိစေချင်ဘူးတက်သွားမှာပဲစကိတ်ပြကျင်တာဗျဒါဆိုလေပြေးဆက်ပေါ်ပြေးတဲ့သဘောထားပြီးပြေးတာပေါ့ဒါကနေ့တိုင်းတစ်ချိန်တော့အိမ်မှာအမြဲတမ်းလေးကျင်ရမှာနော်မိခဲမကဒုံးနဲ့မြေပေါ်နေရာမှတ်ပြီးအဲ့နေရာမှာတင်ပြေးဆက်ပေါ်ပြေးတယ်လို့တောက်လျှောက်ပြေးပြလိုက်တယ်ကဲဒါဆိုရင်တော့လိုက်လို့တော့ခဏလောက်ကြာတော့ငပိန်ကမိုင်းခဏနားလို့ရလားကျွန်တော်မောလာပြီဗျဒီလောက်ဆိုရင်တော့မစိုးပါဘူးတဖြည်းဖြည်းပဲကြည့်ယူရမှာပေါ့ကဲဒါဆိုလဲခဏနာမလေးဗျာမောလေးမောစတော့တွေလည်းညောင်းလိုက်တာကဲငပိန်အမောပြေပလားအမောပြေရင်ခွန်အားတက်ဖို့ training ဆင်းရမှာဟုတ် ready ပါပဲဗျဒါဆိုဟောဒီတဲ့တုံးကြီးကိုငါထမ်းပြသလိုဘယ်ညာထမ်းပြီးကြည့်ရမယ်မိခဲမကလူတရက်လောက်ကိုမှလူတစ်ပတ်စာတင်လုံးရှိကြီးကိုအပေါ်မြောင်းလိုက်အောက်ပြန်ချလိုက်နဲ့လှုပ်ပြတော့လေကဲဒီတဲ့တုံးကိုအရင်မှကြည့်အောင်ဒီလိုနဲ့နည်းနည်းကြာတော့ငပိန်ကတဲ့တုံးချလိုက်တယ်ခဏနာအောင်မယ်မိုင်းမလေးလက်တွေညောင်းလိုက်တာဗျာခုမှအဆမှုပါနောက်ဆိုလေဒါပေါ့တယ်တော့ဖြစ်သွားမှာအရောက်ရင်တော့လက်တွေကိုတေချာဆေးလူပြီးတော့နောက်လေးကျင်ကနေတိုင်းတော့လို့နေတရက်ထဲနေတော့လင့်မပြေဘူးမဟုတ်လားဟာဗျာမာကြီးကလေလေပြေးစရာလားငပိန်နာမည်ပြတ်မှာဗောဗျကဲနားပြီးပြီဆိုတော့နောက်ကလိုက်ခဲ့မိခဲမလေးအိမ်နောက်ပေးအပင်ကိုင်းကိုဘားခုတ်ခိုင်းမှုအတွက်ငပိန်ကိုခေါ်လာတော့တယ်လာဒီပင်ကဂိုင်းကိုတွေ့လားဟောဒီလိုဘားခုတ်ကြည့်ရမယ်အိမ်မှာကြည့်မူလားအရက်ရှိအောင်မဲခဏတစ်ပြုတ်ကိုရုံလောက်လုပ်ဘူးတယ်ဗျဒါဆိုအကောင်90လောက်ကြည့်နော်ငပိန်လေး1နှစ်3အော်ပြီးဘားခုတ်တော့တယ်အမလီညောင်းလိုက်တာကြိုးစားတာဒါမှမင်းတန်မှာမနောက် training နေအများကြီးကြံနေပါလေလက်လျှော့ခြင်းမလားဟာမလျှော့ပါဘူးဗျခဏကြာတော့မိခဲမကကဲနောင်လုံနိုင်သေးလားနောက်ရက်မှဆက်ရမလားရသေးတယ်ဗျဒါနဲ့လေမိုင်းမိခဲကဒီကုတ်ခိုင်ပညာကိုဘယ်ရတက်တော့ဩဘယ်ရမှမတက်ဘူးအဖေက Bruce Lee fan လေ Bruce Lee အခွေတွေဝယ်ထားတော့
ဖုံးမိတ်ကြည့်ရင်နဲ့သူ့လိုဖြစ်ချင်တာနဲ့ပဲလိုက်ကျင်ရနေတက်သွားတာမိုင်းမိကဲအကြောင်းရွာမှာတော့တရင်ကိုမှုေးနေရောမိုင်းတပည့်ဖြစ်ရတာကိုဂုံယူမဆုံးမေဒါနဲ့မိုင်းတိုင်းရဘယ်တော့တင်မိမှလဲဗျအမလေးငပိရဲ့ဒီနေ့မှပထမဆုံးရရှိသေးတိုင်းဘယ်တော့တင်မလဲလုံနေပြန်ပြီကျွန်တော်ကဒီတိုင်းသိချင်လို့မေးချင်လိုက်တာပါဗျတိုင်းမတိုင်ခင်လေးချင်ရမယ့်အဆင့်တွေရှိသေးခုတော့တက်လုံပိုင်းနဲ့ကိုဝါမိုင်းအတွက်သာနေ့တိုင်းအိမ်မှာလေးချင်ပြအောင်လားလေးချင်စိတ်ချဗျခုရောဘာလေးချင်ရအောင်မလဲဒီနေ့တော့လေးချင်ကန်တလောက်ပဲနောက်တစ်ပတ်ကျအချိန်နေကြည့်ပြီးရင်နောက်တစ်ဆင့်တက်မယ်ဒါဆိုနောက်တစ်ပတ်တိုင်းနေရပြီပေါ့နော်အတိုက်ခိုက်မသိခင်အရှင်ဆုံးကာခွေတာခုခံတာသိရမှာပေါ့ဟာဒီလိုနဲ့ငပိန်လေးမိခဲမစီကနေတိုင်းပညာကိုတလားကြောင်လောက်ထိလေ့လာသင်ယူတော့တယ်ညဘက်တကူနှစ်ယောက်ရွာလေးကနေပတ်စံတက်တာနဲ့လက်ဆွဲတက်တာနှလုံးပိုက်ပြီးပြေးတယ်အနောက်ကနေတကြီးနဲ့ကာလာသားနှစ်ယောက်ပြေးလိုက်တယ်တကြီးဟာတခိုးပြိုတခိုးငါပတ်စံတက်တာတွေခိုးပြေးသွားတယ်ထွက်လိုက်ဖမ်းကြဟိရွာလမ်းမှာတခိုးတွေနောက်ကိုတကြီးကအော်ဟင်းလိုက်ဖန်ရင်းနဲ့စုညံနေတယ်ငပိန်ကအိမ်ထဲကနေအတန်ကြာပြီးအိမ်မောကပြေးစင်းမယ်လို့ငပိန်အမေကလှမ်းပြီးတားလိုက်တယ်ဟဲ့ငပိန်ညာရင်မို့ကြုံတာပဲတော့ဟိုမှာတခိုးထွက်ပြေးသွားတာမမိသေးဘူးအဲ့ဒါလိုက်ကိုဖမ်းမေးမလို့ဗျငပိန်ရဲ့ခလိလိုနေစမ်းမှာဟိုမှာရွာတွေကလူကြီးတွေဝိုင်းဖက်တာနေမိတယ်တားဝင်မပါစမ်းမှာနဲ့အိမ်မှာအေးနေစမ်းမှာအမေကလည်းတားရင်ကငပိန်မဟုတ်တော့ဘူးတိုင်းတင်ထားတဲ့ကွက်တွေထုတ်သုံးမှုဒါအချင်းကောင်းမယ်ဗျပြောဆူဆူနဲ့ငပိန်အိမ်မော်ကနေပြေးစင်းသွားတာဒေါ်လေးတွေလှမ်းထားချိန်တော့မရှားလိုက်ဘူးဟဲ့ငပိန်နေအောင်လို့ဟဲ့အော်ဒီကလေးတော့ကိုကတခုခုလှုပ်လိုက်မှပြင်ဒုက္ခရှောက်အောင်ပါဒေါ်လေးတွေလည်းစိတ်မချတာလေငပိန်နောက်ကိုလိုက်သွားကြတော့လေငပိန်လည်းတကုန်းနောက်ပြေးလိုက်ရင်လမ်းမှာမိခဲမကရှေ့ကပြေးနေအောင်တွေ့တယ်ငပိန်ကမိခဲကိုအမိပြေးလိုက်တယ်ဟာမိုင်းမိခဲဘာလဲတကုန်းထွက်ပန်တာလားဗျအေးဘောဟာဒါငါတို့ရွာကိုတက်အထင်သေးတာအောင်မဲရွာအကြောင်းကောင်းကောင်းသိအောင်ဒီကောင်တွေကိုပညာပြအောင်ပါဟုတ်တယ်ဗျကျွန်တော်လည်းဒါကြောင့်မို့ဖမ်းမှုထွက်လာတာဟိုမောင်သူတို့ကိုမြင်နေရပြီဗျမိခဲမလည်းလက်တရတုံးနဲ့လှမ်းပစ်ပေါက်လိုက်တာတကောတရက်ကိုထိပြီးလေးကျသွားတယ်မိုင်းတယောက်ထိသွားပြီတော်လိုက်တာဗျာမိုင်းသူ့ကိုဖမ်းတာနဲ့ရှစ်တရက်ကိုကျွန်တော်လိုက်မယ်ဗျမိခဲမကလည်းမြေပြင်ကတက်တာရဲ့ကိုကောက်ယူလို့နောက်ကပါလာတဲ့တကြီးကိုလှမ်းပေးလိုက်တယ်တကြီးဟာမိခဲမရဲ့ကျေးဇူးတင်လိုက်တာမဟုတ်ရင်ပတ်စံတွေတော့ဆုံးရပါပြီဒါနဲ့နောက်တယောက်ကိုငပိန်လိုက်နေတယ်ဒီမှာပဲစိတ်ချလက်ချစောင့်နေပါတကြီးရဲ့ဟဲ့မိခဲမဖြစ်ပါမလားငပိန်ကဟိုကတခုလှုပ်သွားပါဦးသမီးတပည့်ကိုစိတ်ကြပါတကြီးငွေတိတာပြန်ရစီရမယ်ရှင်စင်မေးရပါဘူးကဲမင်းတို့တွေကတယောက်လိုက်သွားတကြီးကတကောတယောက်ကိုဖမ်းထားတဲ့ရွာသားနှစ်ယောက်တယောက်ကိုငပိန်နောက်လိုက်သွားခိုင်းလိုက်တယ်ငပိန်ကတကုံးမပြတ်ခင်ရှစ်သိပင်နာကွယ်ပြီးစောင်းနေဟိုဘက်လန်ကပတ်လာလိုက်တာမြန်သွားတာဟာဒီတခိုးငါတို့ရွာသားလေးမသိပဲများလာခိုးရဲတယ်ငပိန်လက်ဆွမ်းပြသေးတာပေါ့တခိုးလေးပတ်စံတစ်တာပိုက်ပြီးပြေးလာတာငပိန်ရှိရဲ့တစ်ပြည့်ရှိရဲ့ပြန်ငပိန်ကခြေတိုးခံလိုက်တာမှောက်ရက်လဲသွားတယ်အောင်မလေးပြပလုတ်တော့ငပိန်လေးတခိုးပေါ်တက်ခွာလိုက်ပြီးသူ့အားနဲ့ရိုက်ပုတ်တယ်မှတ်ပလားမှတ်ပလားငပိန်ကဘာမှတ်လို့ကြောက်ပါပြီအသက်ချမ်းသာပြီပါဗျာမရှိလို့ကြံရများတွေဆုံးခိုးမိတာပါဗျာနောက်ကနေလိုက်လာတဲ့ရွာသားလေးခဏကြာတော့ရောက်လာတယ်မောလိုက်တာငပိန်ကတဲပြေးတန်တာပဲပြီးငါဖမ်းထားလိုက်မယ်မင်းလည်းပင်ပန်းသွားပြီအေးစိပါဗျာဒီလောက်ကတော့ခဏကြာတော့နောက်ကနေတကြီးနဲ့မိခဲမရောက်ချလာချင်းတကြီးဟာငပိန်တဲ့တော့တကူကွာကြီးလာရင်တော့ရွာအတွက်အားကိုးရပြီရွာကာလာသားတွေတော့မမိတော့ဘူးငါတူငပိန်ကအမောက်သိမ့်နိုင်တာတော်ရုံစကေးလားဥဝင်ချောင်းမှာမုံဖို့ပေးမယ်နော်ရပါတယ်ဗျာတကြီးကိုခုလိုကုညင်လိုက်နိုင်တာပြောတယ်ဒါဆရာမကြီးမိုင်းမိခဲ့ကျေးဇူးတွေပဲဗျအေးကန်ကောင်းလို့ကွာမဟုတ်ရင်ကောက်ထားတဲ့အလူငွေတွေဆုံးရကြည့်ပြန်ဝင်ရတော့မှာကွာပြောတာပြီးသွားတော့ငပိန်ကကဲအเจ้าရင်းကတော့အဲ့ဒါလိုပဲဒါဆိုမင်းကငါတို့ကိုရှို့ထားပြီးတော့မိုင်းမိခဲ့စီကတိုင်းတင်နေရပေါ့ဟုတ်တယ်တက်ချင်စိတ်ကြောင့်သာခံနိုင်ရှိတာတားပင်မနေဟာဒါဆိုနောက်ရက်ကျမင်းနဲ့ကလက်မောင်းဆန်းလေးကြည့်အောင်တုံဘောကလူတိုင်းငပိန်ကတိုင်းเสียတဲဟုတ်ပါလားအေးနော်ဒါဆို
ငါတို့နှစ်ယောက်ကရောဘယ်လိုနာမည်ပေးရင်ကောင်းမလဲငါလည်းကိုစဉ်းစားပြီးမယ်ဖိုးထူးတို့တငယ်ချင်းအုပ်စုရင်လိုက်မော်လိုက်နဲ့စကားလက်ဆောင်ချနေကြတယ်ဟုတ်တာဘောဟာငါမမေကငါ့ကိုသိတ်ချစ်တာလာငါတို့အောက်ထက်သွားကြစို့မိချမ်းကအောက်ထက်ကိုခေါ်တဲ့ချိန်မိဝိုင်းကသူ့လွယ်ရေးစိတ်ကတော့ချိတ်ကိုဖြုတ်ယူသွားတယ်တရတော်နေ့မှာတော့ဖိုးထူးတို့ကျောင်းကိုကျောင်းသူတက်လေးတယောက်ပြောင်းလာတယ်သမီးတငယ်ချင်းတွေကိုနှုတ်ဆက်လိုက်ပါအောင်ကွယ်ကျောင်းသူတက်လေးကနှုတ်ဆက်တယ်အားလုံးပဲမင်္ဂလာပါငါနာမည်ကမိချမ်းပါအားလုံးကိုတွေ့ရတာဝမ်းသာပါတယ်ဟုတ်ပြီသမီးကိုဘယ်နေရာမှာထိုင်ခင်းရမလဲဆိုတာဆရာမကြည့်အောင်မေအဲ့ဒီအချိန်မိဝိုင်းကဆရာမသမီးဘေးမှာနေရာလို့ရှိတယ်သူ့ထိုင်လို့ရတယ်ဆရာမအော်အေးဟုတ်တာပဲသမီးမိချမ်းမိဝိုင်းရဲ့ဘေးကိုသွားထိုင်လိုက်နော်ဟုတ်ဆရာမမိချမ်းလည်းမိဝိုင်းရဲ့ဘေးကိုရောက်သွားတာမိဝိုင်းကတကယ်ချင်းသိမိချမ်းကိုငါနာမည်ကမိဝိုင်းနော်ငါနာမည်ကမိချမ်းပါတကူလောတာရှိရင်ပြောနော်ငါဒီပါပဲအေးပါကျေးဇူးပဲနော်မနေ့ကတင်တာဘယ်လောက်ထိရောက်သွားမလဲနင်းလေထမင်းစားကြောင်းစင်တော့နင်ငါနဲ့အတူထမင်းလိုက်စားပါလားထမင်းကြိုက်ပါတယ်မလားပါတယ်ပါရင်လားငါနဲ့အတူစားရအောင်နင်ကဘယ်သူရင်နဲ့စားရလဲငါတကယ်ချင်းနေနဲ့လေငါတို့နဲ့နင့်ကိုမိတ်ဆက်ပေးမယ်လားဒီလိုနဲ့မိဝိုင်းကမိချမ်းကိုဖိုးတိုးနဲ့အတူထမင်းစားဖို့ခေါ်လာတာဟဲ့ငါလေမိချမ်းကိုငါတို့နဲ့အတူထမင်းစားဖို့ခေါ်လာရဲ့နော်အေးခေါ်လာလေငါနေ့ကမိတ်ဆက်ပေးမယ်သူ့နာမည်ကဖိုးထူတဲ့သူကတော့ငပိန်ဖိုးတယောက်ကတုတ်ပေါ်တဲ့တွေ့ရတာဝမ်းသာပါတယ်ငါနာမည်ကမိချမ်းပါအင်းမနေရခုမှကြောင်းမြောင်းလာတာဆိုတော့အခုညင်လို့ငါတို့ကိုပြောလीနော်အေးကျေးဇူးပါပဲဟာငါရွာရှိပိုင်မှာနေတယ်အเจ้าမရဲ့ကြာနင်တို့အလဲခေါ်မယ်လေမိချမ်းလေးဖိုးထူတို့နဲ့ပေါင်းမိနေတော့တယ်စနေเจ้าမရဲ့မှာတော့ဖိုးထူတို့ဘွဲ့ကိုသူ့အိမ်စီကိုအလဲခေါ်သွားတယ်ဟာမိချမ်းနေငါတော်တော်မိုက်တာပဲဟာအကြီးကြီးပဲကျဲလဲကျဲတယ်ငါလေးနင်လိုမျိုးနေကျင်လိုက်တာနေကခုဘာဖြစ်နေလို့လဲနေစကားကိုအရေးခင်ကြရင်စင်မကောင်းဖြစ်လိမ့်မှာဟာငပိန်နေကလေငါကဒီတိုင်းပြောပြတာပါဟာကြီးလိုက်ရင်ငါဒီလိုတိုက်နေနေတယ်စူးစမ်းမှာပေါ့ဟာနေရောဒီလိုမျိုးတိုက်နေမနေချင်ဘူးလားငါကငါမိဘရှိတဲ့ဘယ်နေရာမှမစိုးနေချင်နေတိုက်နေဖြစ်ဖြစ်ထျက်နေဖြစ်ဖြစ်မင်းတို့နေရာစကားများနေကြမှာလားသူများရင်မှာနင်တို့ကိုလေငါရှုပ်တွေပြမယ်လာခဲ့ကြရင်ဖိုးထူးတို့လေမိချမ်းရဲ့အခန်းထဲကိုဝင်သွားကြတာဟာနင့်မှာအယုတ်တွေအများကြီးပဲနော်ဟုတ်တယ်မမေဝယ်ပေးရလေနင့်မမေကနင့်ကိုတိတ်ချစ်တာနေမှာနော်ဟုတ်တာပေါ့ဟာငါမမေကငါ့ကိုတိတ်ချစ်တာငါဘာလိုချင်အကုန်ဝယ်ပေးတယ်အဲ့ဒီအချိန်ဂရင်မောကမိချမ်းလွယ်ကိုမိဝိုင်းကမြင်သွားတာမိချမ်းအဲ့ဒါနင့်လွယ်လားဟုတ်တယ်လေငါမမေအစ်စ်ဝယ်ပေးထားတာနေကန်ကောင်းတာပဲနော်နင့်မမေကနင့်လိုချင်တာဝယ်ပေးတယ်ဆိုတော့ဖို့တူမင်းလည်းကန်ကောင်းတာမင်းလေကွာဦးကြီးနဲ့အကြီးပြုံးကမင်းကိုဘယ်လောက်ချက်လိုက်လဲလာအောက်ထက်စီအောင်ဖိုးထူးတို့လည်းမိချမ်းနဲ့တူဆင်းလာခဲ့ကြတာအဲ့ဒီအချိန်မိဝိုင်းကတော့ချက်လေးကိုကြိုက်ကြည့်နေရကနေကမန်းငန်းနဲ့နောက်ကနေပြေးလိုက်သွားတယ်မိချမ်းမေကိုတွေ့တော့အလုရှုံနေအောင်မြင်လိုက်ရတယ်မိချမ်းကသူ့မိနာကိုကတ်လို့မမေဒါကသမီးเจ้าကတငယ်ချင်းနဲ့လေသမီးဒီမှာမမေအလုပ်ကိစ္စဖုန်းပြောနေရလေမိချမ်းကဖိုးထူးတို့ရှိမှာသူ့မမေစီကနေအချစ်ခံရကြောင်းပြဖို့ကြိုးစားတာမမေညနေကျရင်တရိတ်ဆန်ဝင်ကိုလိုက်ဖို့မှမလားသမီးမမေဘယ်နှခါပြောရမလဲမမေဒီမှာအလုပ်ကိစ္စနဲ့ဖုန်းပြောနေရလို့ရွှေမိဒီမှာသမီးကိုလာခေါ်စမ်းကွာရရဲ့လာမခေါ်နဲ့မမေသမီးတငယ်ချင်းနေနဲ့အပြင်သွားလိုက်အောင်မယ်နော်သူ့မိကဘာမှပြန်မပြေပဲဖုန်းလာပြောနေခဲ့တာမိချမ်းလေးဖိုးထူးတို့နဲ့အတူထွက်လာခဲ့တော့တယ်မိချမ်းလေးဖိုးထူးတို့နဲ့အတူလေကွင်းမြင်ကတပ်ပင်အောင်ကိုရောက်လာခဲ့ကြတာနင့်မမေကအလုပ်ရမ်းများရဲ့ထင်တယ်နော်ဟုတ်တယ်မမေကရမ်းလှုပ်ရှုပ်တာဒါမဲ့ငါ့ကိုတော့အကျင့်ပေးပါတယ်ခုက तू မအားလို့ပါသိပါတယ်ဟာနင့်မမေကနင့်ကိုတိတ်ချစ်တာပဲအကျင့်ပေးမှာပေါ့
ဒါနဲ့နေငါတို့ရင်လည်းလိုက်ခဲ့လေငါမမီနဲ့မိတ်ဆက်ပြီးမယ်ဒီနေ့တော့မလိုက်တော့ပါဘူးဟာမနေ့ပြန်ကြမှာလာခဲ့မယ်နင်တို့လာခေါ်လေလေညနေကျရင်ငါမမီနဲ့တိတ်ဆောင်ရင်သွားမှာဆိုတော့အော်အေးအဲ့လိုဆိုရင်လည်းငါတို့သွားတော့မယ်နော်မနေ့ပြန်ကြနေငါရင်ကိုလိုက်ခဲ့ရမယ်နော်အေးပါမိချမ်းလေးပိုတူရိုနဲ့လမ်းခွဲနှုတ်ဆက်ပြီးတော့အိမ်ကိုပြန်လာခဲ့တော့တာမိချမ်းလေးတိတ်ဆိုင်အောင်လည်းမသွားတော့တညလုံးသူ့ခန်းထဲမှာငိုးနေခဲ့တယ်ငါမမေကငါ့ကိုမချစ်ဘူးငါ့ကိုဘယ်သူမှမချစ်ဘူးမိဝိုင်းကြတော့ကောင်းလိုက်တာသူ့မမေသူ့ကိုမချစ်ရင်ကောင်းမှာပဲသူလည်းငါ့လိုတငယ်ချင်းမရှိရင်ကောင်းမှာပဲမိချမ်းစိတ်ထဲမှာမိဝိုင်းကိုအားကြစိတ်ကနေမနာလိုစိတ်သွင်းကိုကူပြောင်းသွားတော့တာပါတနင်္ဂနွေနေ့နေ့လည်ခင်းမှာတော့မိဝိုင်းတို့တည်းမိချမ်းကိုလာခေါ်ကြတယ်လမ်းမှာမိချမ်းကဟဲမိဝိုင်းနေစပင်စီးတာလေးကလှလိုက်တာဘလို့စီးရလဲဟုတ်လားလှလားငါမမေစီးပေးတယ်ဟာငါမမေကအပြင်သွားတော့မေဆိုအဲ့လိုစီးပေးနေကြဟုတ်လားကောင်းတာပေါ့သူ့မေစီကနေမိချမ်းစိတ်ထဲမှာအဲ့ဓာတွေကိုရနေရဲ့မိဝိုင်းကိုမနာလိုဖြစ်နေတော့တာမိဝိုင်းနဲ့မိချမ်းတို့ကရှေ့ရသွားပြီးတော့ဖိုးတူးနဲ့ငပိန်တို့ကနောက်ကနေလိုက်လာကြတယ်ငပိန်မင်းဘာဖြစ်နေရလဲငါစိတ်ထဲတမျိုးပဲကွာဘာဖြစ်လို့လဲငါမိချမ်းကိုခင်လို့မရဘူးဘာဖြစ်လို့သူ့ကိုကြည့်ရတာတကူကူဖုံးဝဲထားသလိုပဲအဲ့ဒါကြောင့်မင်းကိုပြောတာစာမလီနှင်းမောင်ဝတ္ထုတွေရှော့ဖက်ပါလို့ခုတော့မိဒီလိုတွေရှောက်တွေးနေမိပြီငါအတွေ့ရဘယ်တော့မှရောမှားတတ်လို့လေအေးပါအဲ့တော့အခါမှပေါ့ကွာခဏကြာမှာတော့ဖိုးထူးတို့လေမိဝိုင်းရဲ့အိမ်ကိုရောက်လာကြတာမိဝိုင်းမိကနှွေးထွေးစွာကြိုဆိုပြီးအိမ်ထဲဝင်မှုခေါ်တယ်လာသမီးကိုလာကြအော်ဖိုးထူးတို့ရောပါတာပဲလာမိချမ်းတို့အိမ်တို့တော့တိုက်နေမှုပြင်မေဇွဲပေါ်မှာလေစားစရာတွေကအများကြီးကြတာကိုတွေ့ရတာဟာအကြီးကအများကြီးပြင်ထားတာပဲဟုတ်တယ်သမီးကသူ့ငယ်ချင်းတွေခေါ်လာမယ်ဆိုတော့ဘာကြိုက်တယ်မှမသိရနဲ့ပြင်ထားလိုက်တာတုပ်ပေါ်တော့လိုက်မလာမိကနောင်နာရနေတော့မှာပဲဟုတ်ပါတုပ်ပေါ်ကဘာလို့လိုက်မလာလဲသူ့ပင်နဲ့တူသူ့ဘာကြီးစီကိုလိုက်သွားတာရှိရဲ့ဟုတ်လားဟိုမှာစားလာမှာပေါ့တားရဲ့ဩနင်တို့ပြောနေရနဲ့ငါဒီမှာမိတ်ဆက်ပေးမယ်ဟာတော့မေ့နေပြီမမေသူ့နမေကမိချမ်းနဲ့သမီးရဲ့တငယ်ချင်းတဲ့တွေ့ရတာဝမ်းသာပါတယ်သမီးရဲ့မိဝိုင်းကအဖော်ရမ်းမှတ်တာအဖွဲထဲမှာမိန်းကလေးတယောက်တိုးတာပေါ့ဟုတ်တယ်မေအဲ့ဒါကြောင့်လင်းပို့ပြောနေတာငါတို့ထာဝရတငယ်ချင်းလုံးရအောင်နော်မိချမ်းအေးလုံးကြမယ်လေဟာမိဝိုင်းရဲ့လွယ်ရည်လေးကိုမိချမ်းမြင်သွားတာပြီးတော့လွယ်ရည်ပေးမှာသူ့လိုတော့ချိန်မျိုးပုံစံတူတက်တာမြင်လိုက်တော့မိချမ်းဒေါသထွက်သွားတယ်မမေဒီကောက်တနက်ကခံနေသိလားသမီးမိချမ်းကိုလေတလုံးပေးလိုက်မယ်နော်ပေးလိုက်ပေါ့သမီးရဲ့မိချမ်းနေပြန်ရင်တနက်ခါလုံးယူသွားတော့အခုငါလိမ့်ထားတာလေအမေလိမ့်ပြီးတာဟာတနက်ခါချွေးတက်တာမပြတ်ဘူးကသိလားမိချမ်းရဲ့စိတ်ထဲမှာမိဝိုင်းမိကမိဝိုင်းကိုတနက်ခါလိမ့်ပြီးတာကိုထပ်ပြီးမနာလိုနေပြန်နေအေးပါယူသွားလိုက်မယ်လေငပိန်ကတော့ခေါင်းခပြီးတက်ပြေးချလိုက်တော့တာနောက်တည့်ကြောင်းဝင်းနဲ့ရက်မှာတော့ပြဿနာစတတ်တော့တယ်အဲ့ဒါငါ့အမေဝယ်ပေးထားတဲ့တော့ကျိန်လေးဘယ်ရောက်သွားတာပါလဲအခန်းတစ်ခုလုံးလဲသူ့လိုက်ရှာနဲ့ပွားစာကျဲနေတော့တာငပိန်ကအခန်းထဲဝင်လာချင်းစူညာနီးရဲ့တန်နေကြောင်းဟာဘာဖြစ်နေကြလဲဒီမလီကွာမိချမ်းသူ့မေဝယ်ပေးထားတဲ့တော့ကျိန်လေးပျောက်သွားလို့တဲ့ဘလို့ပျောက်တာလဲငါတို့ခန်းထဲမှာတကူမရှိပါဘူးတေချာမောက်တော့ကြနေရတဲ့လွယ်အိမ်မှာရှိနေသေးတာအခုမရှိတော့ဘူးနင့်လွယ်အိမ်မှာဘယ်ကလေးကတက်ထားတာလဲအမြဲတမ်းတက်ထားတာဟာတေချာရှာကြည့်ပါဦးဟာအထာမကလေဖြစ်နိုင်ပါတယ်ဟာအထာမစရာမရှိဘူးလေတော့ကြည့်ပါစို့စစ်မှာပဲချိန်ထားမှာပေါ့ဟာအဲ့ဒီအချိန်မိဝိုင်းကမိချမ်းကိုသူတို့နှစ်ယောက်စင်တို့တော့ကြည့်ထားကြမယ်ဆိုတာပြောမှုအတွက်အခန်းထဲဝင်လာတာမိဝိုင်းလွယ်ကြီးကတော့ကြည့်ကိုမြင်တော့မိချမ်းကအဲ့ဒါငါတော့ကြည့်ပဲမိဝိုင်းလေးလူတွေကခုမှဝင်လာတဲ့သူ့ကိုဝိုင်းကြည့်နေကြတော့ကြောင်သွားရှာတယ်ဟဲ့ဘာဖြစ်နေကြလဲမိချမ်းကသူ့မိဝယ်ပေးထားတဲ့တော့ကြည့်ပြောက်လို့တဲ့အဲ့ဒါနေတွေ့သေးလားဟမ်ငါဘယ်လိုတွေ့မှာလဲအခုမှကြောင်းလာတာယူမိချမ်းကမိဝိုင်းနားကပ်လာတယ်နေဒီတော့ကြည့်ဘယ်ရရှာတာလဲဟမ်အမနေ့ကငါမမီကငါအတွက်ဆိုပြီးဈေးမှာဝယ်ပေးတာအဲ့ဒါငါတော့ကြည့်ကြီးဟိုနေ့ကမဟုတ်ပါဘူးမိချမ်းရဲ့အဲ့ဒါမနေ့ကမှငါမမီငါ့ကိုဝယ်ပေးထားတာနေ့ကငါကတော့ငါတငယ်ချင်းအစ်စ်လို့ထင်ထားတာနေရတော့ခုငါပစ္စည်းကိုခိုးတယ်မိဝိုင်းလည်းလန့်သွားတာဟိုငါမခိုးပါဘူးဟာဟိုဒါငါဟာနေစနေနေ့တွေကငါပစ္စည်းတွေကိုမျက်စိကြတာငါသိပါတယ်နေငါလိုဖြစ်စင်နေဆိုတာငါပစ္စည်းကိုခွဲုံနေဖြစ်မယ်လို့မထင်နဲ့လေမိချမ်းနေ့စကားတွေကလွန်လာပြီနော်
ငါနေပစ္စည်းကိုမယူခိုးလည်းမခိုးဒါမနေ့ကမှငါမမေဝယ်ပေးတယ်ဟာနေစနေနေ့ကငါအခန်းထဲကနေဒီတော့ကျိတ်ကိုယူသွားတာငါမြင်လိုက်တယ်ငါကနေမလောက်တော့ဘူးလို့ထင်နေတာဒီနေ့ရောနေကပေါ်တယ်မလားတခိုးမရဲ့မိဝိုင်းလေးတငယ်ချင်းတို့တင်တာတွေသူစီကနေအခုလိုဆွဆွဲခံရတော့ဝမ်းနေနေတော့တာငါမခိုးပါဘူးမိချမ်းရဒါမဲ့ဒါကနေပစ္စည်းလို့နေတင်နေယူလိုက်ပါဒါမဲ့အဲ့ဒါငါနေပစ္စည်းကိုခိုးထားလို့ပေးတာမဟုတ်ဘူးနော်ငါလိပ်ပြောင်ငါလုံးနေလိုချင်တယ်လို့ပေးလိုက်တာဘာမိချမ်းကမိဝိုင်းကိုထားလုံတော့မယ်အလုံးငပိန်ကနေရက်လိုက်နင်တို့ပြဿနာကိုငါဖြေရှင်းမယ်နင်ကဖြေရှင်းမရအောင်နင်ကဘာမလို့လဲဘာမလို့လဲသိချင်ကြည့်ကြည့်လေငါဖြေရှင်းပေးရနဲ့ဒီမှာပြီးမလားဒါမှမဟုတ်နှစ်ယောက်စလုံးဆီယာမစီသွားပြီးမိဘခေါ်ခံကြမှာလားနင်မလို့ဖြေရှင်းပါလေနင်ကသူ့တငယ်ချင်းလေသူ့ဘက်ကပဲပါမှာပေါ့ no ငါဘသူ့ဘက်မှမပါဘူးနှစ်ယောက်စလုံးအဖြစ်ပြက်တူကိုတေချာပြောပြကြအဲဒီတော့မှမိချမ်းကဖြစ်ချောင်းကိုပြောပြတာဖိုးတူးတို့လည်းမိချမ်းရဲ့အခန်းထဲကိုဝင်သွားကြတယ်အခန်းထဲကိုရောက်တော့မိဝိုင်းကမိချမ်းရဲ့လွယ်ကတော့ကျိတ်လေးကိုမြင်သွားတယ်ဟာနင့်မှာရုပ်တွေအများကြီးပဲဟုတ်တယ်ငါဖေဖေဝယ်ပေးထားတာလေငါမှတော့နင်းတော့သိမရှိဘူးဟာဟုတ်လားနင့်မှာဘယ်နှရုံလောက်ရှိလဲတရုံနှစ်ရုံလောက်ပါပဲဟာငါငယ်တွေကအယုတ်ထက်ဖိုးတူးနဲ့ဆော့တာများတော့အမေကလည်းဝယ်မပေးတော့ဘူးနင့်မမေဟာနင့်ကိုသိချက်တာနေမှာနော်ဟုတ်တာပေါ့ဟာငါမမေကငါ့ကိုသိချက်တာလာငါတို့အောက်ထက်သွားကြစို့မိချမ်းကအောက်ထက်ကိုခေါ်တဲ့ချိန်မိဝိုင်းကသူ့လွယ်ရေးစိတ်ကတော့ချိတ်ကိုဖြုတ်ယူသွားတယ်အဲ့ဒါပဲ तू ကငါလွယ်ရေးကတော့ချိတ်ကိုခိုးတာဟုတ်ပြီမိဝိုင်းနင်းပြောငါမပြောရင်ငါဝင်ခံပါတယ်သူ့လွယ်ရေးကတော့ချိတ်လေးကိုသဘောကျမိတယ်ဆိုတာဒါကြောင့်တနင်္ဂနွေနေ့မှာမမေနဲ့မနဲ့စီးသွားတော့ချိတ်ရောင်းနေရမြင်တာနဲ့ငါတို့ကတငယ်ချင်းနေဆိုတော့စင်နူလည်းဘာမှဖြစ်ပါဘူးဆိုပြီးငါတခုဝယ်လာခဲ့တာမြင်လားငါပြောတာပဲသူသဘောကျပြီငါစီကယူသွားတာပါဆိုနင်တို့ဘာလို့မယုံကြတာလဲမိချမ်းနင်ပြောတဲ့အလဲပြီးသွားပြီမိဝိုင်းနင်ပြောမိဝိုင်းကထပ်ပြောပြတယ်တနင်္ဂနွေနေ့မနက်ခင်းတစ်ခုမှာတော့မိဝိုင်းတယောက်သူ့မိမိနဲ့တူဈေးကိုလိုက်လာရင်ဈေးမှာတော့ကျိတ်လေးရောင်းနေရမြင်လိုက်တော့ဟမ်ဒါကမိချမ်းလွယ်ကတော့ကျိတ်ပုံစံလေးပဲမိဝိုင်းလေးတော့ကျိတ်လေးကိုသဘောကျသွားပြီးမိချမ်းနဲ့စင်တို့တစ်ခုဝယ်လိုက်တာစင်တို့ကြီးကောင်းမှမလားသမီးရဲ့ဘာမှဖြစ်ပါဘူးမမေရဲ့သူကသဘောတောင်ကြနေအောင်မသမီးတို့ကတကယ်ချင်းနေဆိုတော့စင်တို့လေးဖြစ်တာပေါ့ဟုတ်ပါပြီရှင်ဟုတ်ပါပြီငပိန်လေးနှစ်ယောက်စလုံးပြောတာနားထောင်ပြီးစဉ်းစားတော့တာဘသူပြောတာမှန်လေးဆိုတော့ငပိန်ကမိချမ်းကိုမေးတယ်နင့်မှာအဲ့တော့ကြည့်ရှိတာဘလောက်ကြာမလဲဘလောက်မှမကြာသေးဘူးလဲအတွေ့ဝယ်ပေးတော့ငါမှအတူတူဝယ်ပေးထားတာတစ်ပတ်လောက်ရှိအောင်မငါနင့်လွယ်ကိုတစ်ချက်ကြည့်လို့ရမလားဘာလို့မလို့လဲငါနေတို့နှစ်ယောက်ကိုအပြည့်ကူရှာပေးနေရလေမိမိုင်းနင်လဲငါ့ကိုနင့်လွယ်ကြီးပေးမိချမ်းကလည်းသူ့လွယ်ကြီးကိုပေးလိုက်တယ်ဘယ်စစ်မှချိန်ထားရလဲအပေါ်ဆုံးစစ်မှာနင်းတော့ချိန်ပြောက်တာဘယ်ချင်းကစသည်ရလဲဒီနေ့မနေ့ကြောင်းရောက်မှဘာဖြစ်လို့လဲအဲ့ဒါငပိန်ကလည်းခိတ္တစဉ်းစားတဲ့ပုံစံလောက်တာပြီးတော့မှအဲ့ဒါဆိုငါအပြေကိုသိပြီဘသူကလိန်လဲဆိုတာဘသူလိန်တာလဲမိချမ်းလိန်တာဒါကမိဝိုင်းတော့ချိန်နေရမှာလို့အဲ့လိုပြောရရတယ်အေးပေါ့နေရသူ့တငယ်ချင်းဟောက်ငါပြောတာတေးချနာတော့နေပြောတယ်နော်မိဝိုင်းကနေအိမ်လာတော့ဖြုတ်ယူသွားတယ်ဆိုတာကိုလေဟုတ်တယ်လေသူဖြုတ်ယူသွားပြီးအခုသူ့လည်းအိမ်မှာတက်ထားတာနေခန်းထဲကိုငါတို့ကိုခေါ်ပြီးပြတဲ့အချိန်နဲ့အခန်းထဲကနေပြန်ထွက်တဲ့အချိန်အဲ့ဒီဆက်ကြမှာတော့ချိတ်တစ်ခုကိုခိုးမယ်ဆိုရင်ဆွဲပြုတ်မှာပဲရှောက်မှာဆွဲပြုတ်ရင်ဇင်းနေနဲ့ကျဲသွားနိုင်တယ်လို့တော့ချိတ်ရဲ့အကွင်းတကွင်းကတော့စစ်မှာကြံနေခဲ့မှာပဲဘာလို့ဆိုခိုးတဲ့နေရာမှာအလင်းလိုနေရဆိုတော့အားလုံးကငပိတ်ရဲ့စကားကိုအယုံဆိုင်နားထောင်နေကြတယ်ဒါပေမဲ့အခုနင်းစီချိတ်တဲ့နေရာမှာဘာအကွင်းတစ်ခုမှလည်းမကြံဘူးစစ်ကလည်းအကောင်ကြီးပဲအဲ့ဒါကြောင့်ဒီတော့ချိတ်ကိုနင်းပါသာနင်းဖြုတ်ထားပြီးတော့မိဝိုင်းကိုကြောက်ကြတာပဲဟာနင်းမဟုတ်ပြီမဟုတ်ဘူးလေညင်းလေစုံတော်ဝတ္ထုတွေဖတ်ထားတဲ့ငပိတ်ရဲ့စကားတွေကိုမိချမ်းချက်ချလက်ချမငင်းတတ်ပဲဖြစ်နေတော့တာတကယ်တော့နင်းကမိဝိုင်းကိုမနာလိုဖြစ်နေတာငါသူ့ကိုမနာလိုဖြစ်တယ်ဟုတ်လားဖြစ်ရသည်ငါဘွားကသူ့ကအကုန်သားတယ်ငါမမေကလည်းငါ့ကိုတိတ်ချစ်တာနင်းမမေနေကိုမချစ်ဘူးလို့ငါမပြောပါဘူးဒါမဲ့နေအဲ့လိုခဏခဏထုတ်ပြီးပြောနေကြတယ်နေချစ်မခံရအောင်ဆိုတော့တိတာဘာဟုတ်တယ်နင်းမျက်လုံးတွေကနေမိဝိုင်းကိုအားကြနေရဲ့အရှိတ်တွေကိုငါတွေ့ရတယ်ဒါမဲ့နောက်တစ်ရက်မှာအဲ့ဒီအားကြရိတ်တွေကမနာလိုမှုဖြစ်ပြောင်းသွားတယ်တော်ပါတော့ဟာတော်ကြပါတော့တကယ်တော့လေမိချန်ကငငယ်တွေကသူ့မမေရဲ့အလုပ်ကိစ္စတွေနဲ့ကျောင်းနေရာတွေပြောင်းနေရတာဆိုတော့
တငယ်ချင်းရဲ့လိုမရှိဘူးဖြစ်ခဲ့တာအဲ့ဒါကြောင့်တငယ်ချင်းတွေရှိတဲ့သူနဲ့ရွှေသူမိဝိုင်းကိုကြိတ်ပြီးမနာလိုဖြစ်နေကြတော့တာနေအဲ့လိုလုပ်ခဲ့ရလားမိချမ်းငပိန်ပြောတာတကယ်ပဲလားမိချမ်းကဘာမှပြန်မဖြစ်ပဲနေလိုက်တယ်နောက်တနေ့မနေ့အကြောင်းရောက်တော့တငယ်ချင်းမိချမ်းတခြားရွာအကြောင်းတစ်ကြောင်းကိုပြောင်းသွားတဲ့တဲ့တင်မိဝိုင်းတို့ဖွဲ့ကြားလိုက်ရတော့တယ်အဲ့လိုနဲ့ပိုးတူးတို့ရွာနောက်ကကန်ကြီးနားရောက်မှာညာကြီးမုံလေးသူကင်လာတဲ့တစ်တောင်ရေထဲကိုပြစ်ချလို့အဝေးကိုထွက်ပြေးသွားခဲ့တယ်ညနေခင်းတခုမှတော့ပိုးတူးငပိန်နဲ့တုပ်ပေါ်တို့ကသူတို့ကိုချိန်ထားတဲ့ရွာနောက်ကကန်ကြီးစီကိုသွားနေခဲ့ကြတယ်တုပ်ပေါ်မင်းဘိုးကြီးနဲ့တန်ချောင်းတေချာပြောထားလားပြောထားတယ်ဟာသူတို့လည်းကန်ကြီးနားမှာစောင့်နေမယ်လို့ပြောခဲ့တယ်ဒီကောင်နှစ်ယောက်ကဘယ်တော့မှပြန်တဲ့သွားတယ်ဟိုတလုံးကတော့ဂေါ်လီပြစ်တိုင်ကစားရင်းနဲ့အကြီးအကျယ်ရံမြစ်ထားကြတယ်ဟာလူဆိုချင်းပေါင်းမိတာလို့ပြောရမလားသူတို့နှစ်ယောက်ကလက်ရက်ဆယ်ရည်ဒီဟာငါတို့ကိုစိန်ခေါ်လိုက်တာပဲကြည်လေငါတို့ကိုစိန်ခေါ်ရင်တိမ်မော်တိလိုက်တက်နိုင်နေဆိုတာဒီကောင်တွေကိုပြရတာပေါ့ကွာဒါလို့နဲ့သူတို့သုံးယောက်သားလေးကန်ကြီးရှိအောင်ကိုခက်သက်သက်လေးရှောက်သွားလိုက်ကြတယ်ကန်ကြီးနာရောက်မှာတော့တန်ချောင်းနဲ့ဘူကြီးကအရင်ရောက်နေခဲ့တာပါမင်းတို့လာကြမလားငါကမင်းတို့နောက်ကျနေလို့မလာတော့ဘူးလို့ထင်လိုက်တာငါတို့ကိုစိန်ခေါ်ထားတာငါတို့ကဘာလို့မလာရမှာလဲဟုတ်ပြီလေမင်းတို့ရောက်လာပြီဆိုတော့လေကံပွဲစားကြတာပေါ့ဒါနဲ့မင်းတို့ဘွဲက3ယောက်ဆိုတော့ဒု2ယောက်နဲ့ဘယ်လိုပြိုင်မှာလဲငါတို့ဘွဲတွေမှာရှင်ပြိုင်မဲ့သူကငါနဲ့ငပိန်မယ်ဟုတ်ပြီလေအဲ့လိုဆိုလေညီမျှသွားတာပေါ့ငါတိုင်းယုံငပိန်နဲ့ပြိုင်မယ်ငပိန်မင်းဘယ်လိုသဘောရလဲငါတော့ဘသူပြည့်ပြည့်အဆင်ပြေပါလေရှင်ပြိုင်မှုတည်တာအဓိကပဲအဲ့လိုဆိုလေဟုတ်ပြီလေရှင်ပြိုင်ကြတာပေါ့အဲ့နောက်တော့ဘိုးကြီးနဲ့ငပိန်ကတရားပေါ်မှာတူပြန်လိုက်ကြပြီးရေထဲကိုကောင်းစင်းမှုအတွက်အသိအနေထားဖြစ်နေခဲ့ကြတယ်ကဲနှစ်ယောက်လုံးပဲ ready 1 2 3 3ဆိုတဲ့အတန်ကြားတာနဲ့နှစ်ယောက်လုံးကရေထဲကိုကောင်းစင်းသွားခဲ့ကြတယ်ပေါ်မှာကြံနေခဲ့တဲ့အတန်ကြောင်းကဘိုးကြီးကိုအားပေးနေခဲ့တာပါဘိုးကြီးငပိန်ကငပိန်အဲ့လိုနဲ့9မိနစ်လောက်ကြာပြီးနောက်တော့ဘိုးကြီးဟာရေပေါ်ကိုအရင်ပေါ်လာခဲ့တာပါဟာတို့ငပိန်နိုင်ပြီကွအဲ့ဒီအချိန်မှာပဲငပိန်ကလည်းရေထဲကနေပေါ်လာခဲ့တယ်ငပိန်တို့နိုင်ပြီကွဟာဒါပဲလေငါဟဲ့ငပိန်ကွတိတ်လေပြောမနေကြနဲ့ငါနဲ့ဖိုးတူးလေကြံပါသေးတယ်ဟာကြာသလားလို့ရှင်ပြိုင်ကြတာပေါ့အဲ့နောက်တော့တန်ချောင်းနေဖိုးတူးလေတရားပေါ်မှာရက်လိုက်ကြတယ်ကဲစမယ်နော် ready 1 2 3 3ဆိုတဲ့အတန်ကြားတာနဲ့နှစ်ယောက်လုံးကရေထဲကိုခုန်ဆင်းသွားခဲ့ကြတယ်ဖိုးတူးကွာတန်ချောင်းကွာတန်ချောင်း9မိနစ်လောက်ကြာပြီးနောက်တော့တန်ချောင်းကရေပေါ်ကိုအရင်ပေါ်လာခဲ့တာပါသွားပါပြီကွာမင်းဘာလို့ရေပေါ်ကိုအရင်ပေါ်လာခဲ့တာလဲဟာရေထဲမှာဆက်ပြီးတော့မနေနိုင်တော့လို့ပေါ့ဟာခဏကြာမှာတော့ဖိုးတူးလေးရေပေါ်ကိုပြန်ပေါ်လာခဲ့တယ်ကဲဘိုးကြီးနဲ့တန်ချောင်းဒီတခါရောဘလို့လဲထပ်ပြီးတော့ရှင်ပြိုင်ခြင်းသေးလားဒီတခါတော့ငါတို့ရှုံးပေးလိုက်မယ်နောက်တစ်ခါမှထပ်ရှင်ပြိုင်ကြတာပေါ့လာဘိုးကြီးသွားမယ်အဲ့လိုပြောပြီးတော့တန်ချောင်းနဲ့ဘိုးကြီးလေးအဲ့နေရာကနေထွက်သွားခဲ့ကြတယ်ဖိုးတူးရေတွေကတက်လာတော့လေတို့လည်းပြန်ကြရအောင်ခဏလေးကငါမင်းတို့ကိုပြပြစရာတခုရှိဘာများလဲဖိုးတူးကငါလေရေထဲမှာထူးဆန်းတဲ့တက်တာတလုံးတွေ့ခဲ့တယ်ဟာအဲ့ဒါတယောက်တည်းမှတာမရလို့မင်းရောလိုက်ခဲ့ပါလားဟင်ဟုတ်လားရွှေတက်တာများလားဟမ်အဲ့လိုဆိုငါတို့ကတတိပြစ်တော်မှာလားစိတ်ကူးတွေရင်းနေပြန်ပြီလာပါငပိန်ကမြန်ဆင်းလာခဲ့အေးလာပြီအဲ့လိုနဲ့ငပိန်လေးရေထဲကိုခုန်ဆင်းသွားခဲ့တယ်အိမ်နောက်တော့ဖိုးတူးနဲ့ငပိန်လေးရေရောက်ကျမ်းမြင့်ကိုရောက်လာခဲ့ကြတယ်ဖိုးတူးကလက်ဟန်ကြည့်ရနဲ့တက်တာရှိနေတဲ့နေရာကိုပြလိုက်တယ်ငပိန်ကလည်းဖိုးတူးပြောတာကိုနားလည်လိုက်ပြီးတော့သူတို့နှစ်ယောက်လေးအပင်နေနားမှာကွယ်နေတဲ့တက်တာကိုအတူမလို့ရေပေါ်ကိုပြန်တက်လာခဲ့လိုက်ကြတော့တယ်ရေပေါ်ပြန်ရောက်မှာတော့တုပ်ဘောကတရားပေါ်ကနေအသိဆောက်နေခဲ့တာပါတုပ်ဘောခုပါအောင်ဟာအေးမင်းတို့လွတ်လိုက်ငါယူလိုက်မယ်
အဲ့လိုပြောပြီးတုပ်ပေါ်ကတစ်တောင်မှပြီးတော့တရားပေါ်ကိုတင်လိုက်တယ်အိမ်နောက်တော့ဖိုးထုနဲ့ငပိန်လေးကုန်းမောင်ကိုတက်လိုက်ကြပြီးတော့မင်းတို့ဒီတစ်တောင်ဘလို့တင်လဲငါတင်တော့အရှင်ခေတ်ကတစ်တာလို့တင်နေငါတော့ယေဒနာတစ်တာလို့တင်နေဒီတစ်တာတော့ဒီခက်တာဟာငါတင်တော့အတဲမှာတန်မိုးကြီးပစ္စည်းရှိတော့မယ်ထင်တာပဲဟုတ်တယ်ဟာဒါဆိုဒီလိုလုပ်လေမောင်လေးမောင်လာတော့မှာဆိုတော့မနေ့ပြန်ကြမှာကိုချက်ကြီးရင်သွားပြီးတော့တောဖွင့်ကြမလားအဲ့လိုလေကောင်းတာပဲအဲ့လိုနဲ့ပို့တူလဲတစ်တောင်မှပြီးတော့ပြန်သွားခဲ့ကြတယ်ညဘက်ရောက်တော့ပို့တူလဲကန်ကြီးတွေကယူလာလေးတစ်တောင်အိတ်ကန်းရှိမှထားပြီးအိတ်ရောင်ဝင်ခဲ့လိုက်တယ်ပို့တူအိတ်နေတော့မှအိတ်ကန်းရှိကနေအတန်တန်ကြားလိုက်ရတယ်ဒီတစ်တာငါတစ်တာဒီတစ်တာကိုဘယ်သူမှယူသွားခွင့်မရှိဘူးဖိုးထူလည်းအိတ်ကန်းရှိကစကားပြောတဲ့ကြောင့်အိတ်နေဟာနိုးလာခဲ့တယ်ဟမ်အတန်ကအိတ်ကန်းရှိကလာတာပဲအဲ့လိုပြောပြီးတော့ဖိုးထူလည်းအိတ်ကန်းရှိကိုသွားကြည့်ဖို့အတွက်ဂရီမော်ကနေဆင်းပြီးအပြင်ကိုထွက်လာခဲ့လိုက်တယ်အိတ်ကန်းရှိရောက်မှာတော့တစ်တာကသူ့လာတဲ့နေရာမှာပဲရှိနေခဲ့တာပါအပြင်မှာဘယ်သူမှမရှိပါလားငါနားကြမှားတာများလားအဲ့လိုပြောပြီးတော့ဖိုးတူလည်းအခန်းထဲကိုပြန်ဝင်ဖို့လောက်မှာသူ့နောက်ကနေခြေတန်းကြားလိုက်ရတယ်ဟမ်အဖေလားဖိုးတူလည်းနောက်ပြန်လှည့်ကြည့်လိုက်ချိန်မှာအခန်းထဲမှာဘယ်သူမှမရှိဘဲနဲ့အရာလုံးကငြိမ်သက်နေခဲ့တာပါအိမ်နောက်တော့ဖိုးတူလည်းဘာမှစဉ်းစားမနေတော့ပဲအခန်းထဲကိုပြန်ဝင်လာခဲ့လိုက်တယ်နောက်နေ့မနေ့ရောက်တော့ဖိုးတူတို့လည်းတက်တောင်မှပြီးမော်စရာချက်ကြီးအိမ်ကိုထွက်လာခဲ့လိုက်ကြတယ်ဟဲ့နင်တို့ဒီတက်တောင်ကိုရွာနောက်ကရေကန်ကြီးထဲမှာတွေ့ခဲ့တာဟုတ်လားဟုတ်တယ်ဟာငါတင်တော့ဒီတက်တောင်မှာအဆောင်ရှိရတဲ့နေဘာလဲမိမင်းညတဲကြောက်ခန်းလိုက်ရလို့လားမဟုတ်ပါဘူးကွာငါအတင်ပြောပြတာပါဖို့ထုမင်းလေးနေပြောလေငါကူတယ်ပေးမယ်ရပါတယ်ဟာမော်စရာချက်ကြီးကသူတို့ယူလာတဲ့တက်တာကိုတေချာကြည့်နေနေဒီတက်တာရှင်းအောင်တက်တာတလုံးဖြစ်လိမ့်မှာဒါဆိုဒီထဲမှာဘာတွေရှိနိုင်လဲကျုပ်ထင်တော့လက်ဝတ်ရတနာတွေပဲဖြစ်လောက်တယ်ဟာဒါဆိုကျွန်တော်တို့ဖွင့်ကြည့်ကြမလားအဲ့လိုတော့မကောင်းဘူးနေတူတယ်ဟိုဒီတက်တာကြီးကိုစောက်ရှောက်နေတဲ့သူတယောက်တော့ရှိမယ်တင်နေကိုချက်ကြီးဟင်ဟုတ်လားမင်းကမလို့သိရလေဒီလိုဗျဟိုကျွန်တော်မင်းညဒီတက်တာကိုအိတ်ကန်းရှိမှထားပြီးအိပ်ပြောင်သွားခဲ့တာဗျအဲ့လိုပြောပြီးတော့ပူတူအောင်သူ့အိမ်မဲအကြောင်းကိုပြောပြတော့တယ်ပူတူလည်းအခန်းထဲကိုဝင်မို့လို့ခြေတန်းကြားလိုက်တာဆိုတော့နောက်ကိုလှည့်ကြည့်လိုက်ချိန်မှာမတင်မဲ့ထားတော့မြင်လိုက်ရတာပါအဲ့ဒါကရှေ့ကဝိဇ္ဇာနဲ့အမျိုးသမီးတစ်ယောက်ကအခန်းရှိကထိုင်ကုန်မှာထိုင်နေခဲ့တာပဲဖြစ်တယ်ဟင်အမတည်းရဲ့မှာဘလို့ဖြစ်ပြီးတော့ကျွန်တော်အိမ်ထဲကိုရောက်နေရတာလေဗျအဲ့ဒါမင်းငါ့ကိုခေါ်လာလို့လေဒါဆိုအမတည်းရဲ့မှာဒီသက်တာရင်ပိုင်ရှင်လားရင်ဟုတ်ပါတယ်ဒီသက်တာကြီးကြောင့်အမဆုံးသွားခဲ့တာဆိုပုံမှန်ပါလိမ့်မယ်ဒီသက်တာကြီးနားမှာပိတ်မိနေတဲ့အမကိုကဲတင်ပေးပါဗျာဘယ်လိုကဲတင်ပေးရမလဲအမနာမည်ကမြကြီးမုံပါအမတောင်ကုန်းရွာပါအဲ့လိုပြောပြီးတော့အိမ်မက်တွေကတရေမမြကြီးမုံကနောက်ကျောင်းပြန်တော်ရီတရက်မြကြီးမုံတို့အိမ်ကိုဓမြတွေကဝင်ရောက်လာခဲ့တယ်။အဲကန်ရှိမှာတော့မြကြီးမုံရဲ့ဘေးနေမိကဒူးတော့ပြီးတော့ရှိနေခဲ့တာပါ။ကျမတို့အိမ်မှာရှိတာဒီငွေတုပ်တွေအကုန်မှာပဲရှင်။ဘာဒီငွေတွေအကုန်မေးဟုတ်လား။အနားမှာအဝင်းနဲ့ပြန့်ထားတဲ့ငွေတုပ်ကိုကြည့်ရင်လည်းဓမြကမေးလိုက်တယ်။ဟုတ်ပါရဲ့ဗျာ။ဟိုဒါအကုန်မှာပဲ။ကျုပ်လုံးလိုက်ရ။ကျုပ်တို့သတင်းအတိအကျရပြီလာခဲ့တာကွ။မမလေးမင်းတို့တိတ်ထားတဲ့ရွှေတွေခုချက်ချင်းထုတ်ပြီးစမ်းတကယ်မရှိတာပါရှင်ဘာကျုပ်ကိုလိန်ချင်းကဲ့ကွာအဲ့လိုပြောပြီးဓမြဘုံကသူကင်ထားတဲ့တယုံနဲ့ခေါင်းကိုတူးရိုက်လိုက်တယ်ဟမ်ခင်မကြီးအဲ့လိုပြောနေတော့ညာကြီးမော်ဖေကိုနဲ့ဓမြတယောက်ကထူးရိုက်လိုက်တော့တာပါကဲ့ကွာလိန်ချင်းဓမြတွေရိုက်ကြကြောင်းညာကြီးမော်ရဲ့ပေရောမိပါမိလေကျသွားခဲ့တယ်အဲ့ဒီပြည့်ပြက်တွေကိုမြကြီးမုံကတက်တောင်ကိုကိုင်းရင်းနဲ့ချောင်းကြည့်နေကြတာပါအမေအပြည့်ပြက်ကိုမျက်မြင်မြင်လိုက်ရတဲ့မြကြီးမုံကအတန်ထွက်သွားခဲ့တာဆိုတော့ဓမြနှစ်ယောက်နဲ့
ကြားသွားခဲ့တော့တယ်ဟမ်အပြစ်မှလူရှိနေလိုက်ကွာဟုတ်ကဲ့အဲ့လိုပြောပြီးတော့ဓမြတယောက်နေညာကြီးမုံနောက်ကိုလိုက်တော့တယ်အိမ်နောက်တော့ညာကြီးမုံနဲ့အေဂျီနာကနေအဝေးကိုထွက်ပြေးလာခဲ့တော့တယ်အဲ့လိုနဲ့ဖိုးတူတို့ရွာနောက်ကကန်ကြီးနာရောက်မှာညာကြီးမုံလေသူကင်လာတဲ့တစ်တောင်ရေထဲကိုပြစ်ချလို့အဝေးကိုထွက်ပြေးသွားခဲ့တယ်ညာကြီးမုံနောက်ကိုထက်ချက်မကွာလိုက်လာတဲ့ဓမြကတော့တစ်တောင်ကိုရေထဲပြစ်ချလိုက်တာကိုတွေ့မသွားခဲ့ပါဘူးအဲ့လိုနဲ့ညာကြီးမုံလေပြင်းရင်သွားရင်ကတောင်ဆောင်မော်ကနေပြုတ်ကြပြီးဆုံးသွားခဲ့တော့တယ်ကျွန်တော်အိမ်မှာကတော့ဒီအထိပဲကိုချက်ကြီးဒီတစ်တာရဲ့ပိုင်ရှင်ကမင်းတို့ကိုသူ့တစ်တာကိုတွေ့ဆွေပြီးတော့သူတို့အကြောင်းအိမ်မက်နေနဲ့ပြပေးသွားတာပဲကိုချက်ကြီးဒါဆိုဖိုးတူအိမ်မက်ကအပြင်မှာတကယ်ရှိခဲ့တာလားအရင်တော့ကျုပ်ကိုပြောပြတာကြားဘူးလားအဲ့ဒီအကြောင်းအရာကတောင်ငုံရွာမှာဖြစ်ပျက်ခဲ့ပြီးဖိုးတူပြောပြတဲ့မြကြီးမုံဆိုတဲ့မိသားစုပဲအမလေးကြောက်လိုက်တာဒါဆိုတရေမကျွန်တော်နာမှာရှိနေနိုင်တာပေါ့နော်ရှိနေနိုင်တာပေါ့မင်းနောက်မှာလေဖြစ်လောက်တယ်ဒီငပိန်တော့ငါ့ကိုလာချောက်နေပြန်ပြီအကောင့်ပြောနေတာမင်းနောက်မှာထိုင်နေရဲ့လို့တော်ပြီကွာငါ့ကိုမစတော့နဲ့အဲ့လိုပြောပြီးတော့ဖိုးတူနာမှာကတ်တိုင်လိုက်တယ်ဒါဆိုဒီတစ်တောင်ကိုချက်ကြီးဘယ်လိုလုပ်မယ်လို့စဉ်းစားထားလဲဒီတစ်တောင်ကိုကျုပ်တို့တကြီးတို့လက်ထဲအရင်လိုက်တာပဲကောင်းမယ်တင်နေတကြီးတို့ကနေမှတဆင်းဘုံကြီးเจ้าလူပြီးဒီတစ်တာပိုင်ရှင်တွေအတွက်အကောင်းမှုတို့လုပ်ပေးကြတာပေါ့ဟုတ်ကဲ့ပါကိုချက်ကြီးကြံနိုင်လုပ်ကြတာပေါ့အဲ့လိုဆိုကျွန်တော်အခုပဲတကြီးအိမ်ကိုသွားလိုက်ကြတော့မလားโอเคလीသွားကြတာပေါ့အိမ်နောက်တော့မော်စီယာချက်ကြီးနဲ့ဖိုးထူးတို့လည်းတစ်တောင်မှပြီးတကြီးအိမ်ကိုထွက်လာခဲ့လိုက်ကြရင်နဲ့ဇလန်းလေးလည်းပြီးဆုံးသွားခဲ့တော့တယ်